ဇလန်ဆာမာတော့တူရဲကောင်း၄ယောက်ဟာမိစာဘင်းကြီးကိုစောဘလော်တီးထုတ်ဖို့ရဲတပ်ကြီးရှိမှာဆော့ရန်တွေတက်ကြွနေကြတာပါသူတို့ရဲ့တန်တွေမှာကြောက်ရွံ့မှုကြောင့်တုံရင်နေတာမျိုးရှိပြီးမဲ့လူသားတွေကိုနှစ်ပေါင်းများစွာနှိပ်စက်လာတဲ့အာဏာရှင်ကိုအနာယူမဲ့ဆိုတဲ့စိတ်သက်ကတော့ပြင်းထန်နေပါတယ်အဖွဲ့ခေါင်းဆောင်ကလည်းစိတ်သက်တက်ကြွစေမဲ့စကားတွေကိုပြောပြီးအားလုံးကိုအန်ဒီရဲ့တွင်တဲ့ခေါ်ဆောင်သွားခဲ့တယ်ရဲတိုက်ထေကိုရောက်တဲ့အခါမှာတော့ကလေးဆန်တဲ့ပုံစံရှိတဲ့မိစာလေးယူကီကသူတို့ကိုတားဆီးလိုက်တယ်အဖွဲ့ဝင်တစ်ယောက်ကမီလိုမန်တန်နဲ့ချက်ချင်းတိုက်ခိုက်ပြီးမဲ့ယူကီကတော့စိတ်နှောက်ယှက်ပေးတဲ့ရှင်တကောင်ကိုရိုက်ထုတ်တယ်လို့မျိုးပေါ့ပေါ့ပါပဲဖယ်ရှားပစ်ခဲ့တယ်နောက်ထပ်သူရဲကောင်းတစ်ယောက်ကဓာတ်နဲ့အနီကဝင်ခုတ်ပြီးမဲ့ဘာမှထိရောက်မှုမရှိခဲ့ပါဘူးနောက်ဆုံးမှတော့အဖွဲ့ခေါင်းဆောင်ကသူ့ရဲ့အစွမ်းထက်ဆုံးအစ္စကလီပါဓာကြီးကိုထုတ်တုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီဓာကြီးဟာယူကီရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အစွမ်းတွေရှိမှတော့ကလီကစားစရာတစ်ခုလိုဖြစ်သွားခဲ့တယ်ခဏလေးအတွင်းမှာလေသူရဲကောင်းအဖွဲ့တစ်ခုလုံးသတိလစ်ပြီးလဲကျသွားခဲ့ရတယ်ဒီအချိန်မှာပဲယူကီရဲ့အကြည့်တွေဟာစီစီလီယာဆိုတဲ့မင်းကလေးစီကိုရောက်သွားခဲ့တယ်သူမကိုမြင်လိုက်ရတဲ့ခဏမှာပဲယူကီရဲ့နှလုံးသားထဲမှာအရင်ကမခံစားဘူးတဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲတခြားမိတ်ဆွေတွေရောက်လာပြီးလူသားတွေကိုတက်ပြရမလားလို့မေးကြတယ်ဒါပေမဲ့ယူကီကတော့ညှင်းဆိုလိုက်ပြီးဒီလူသားတွေကိုအနီးနားကရွာတွေ့ရမှာတွားပစ်ထားလိုက်ဖို့အမိန့်ပေးခဲ့တယ်စီစီလီယာကိုတခုမှစကားမပြောလိုက်ရပြီမဲ့ယူကီကတော့သူ့စိတ်ထဲကနေနှုတ်ဆက်လိုက်တယ်တလားကြမှာတော့ယူကီကိုမိတ်ဆွေပင်ကဆင့်ခေါ်ခဲ့တယ်သူရေကောင်းတဲ့ရဲတိုက်ထေကိုထက်ရတယ်လေကျူးကျော်ဖို့ကြိုးစားနေပြီမဲ့အမြဲတမ်းချုံးနေကြောင်းယူကီကအစီရင်ခံတယ်မိတ်ဆွေပင်ကဒီလောက်ချုံးနေတဲ့သူတွေကိုဘာလို့အတက်ရှန်ထားရလဲလို့မေးတဲ့အခါမှာတော့ယူကီကဒီလိုတုံးမကြတဲ့သူတွေကိုတပ်ပြဖို့ကကျွန်တော်ရဲ့အချိန်နဲ့မတန်ဘူးလို့မန်မာနာရှိပြန်ဖြေခဲ့တယ်ဒါဟာမိတ်ဆွေတကောင်ရဲ့ထောင်လောင်မှုကိုပြတ်သားနေပြီမဲ့တကယ်တော့စီစီလီယာအပေါ်မှာရှိနေတဲ့သူရဲ့ခံစားချက်တွေကိုဖုံးဝှက်ထားတာပဲဖြစ်တယ်ဒါပေမဲ့မိတ်ဆွေပင်ကဒီဖြေကိုတဘောမကြပဲနောက်တစ်ခါထပ်လာရင်အပြတ်ရှင်ပြဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီညမှာယူကီတယောက်စိတ်တွေအရန်ကိုရှုပ်ထွေးနေခဲ့တယ်မကြခင်မှာပဲသူရဲ့ကောင်းတွေပြောင်းလာပြီးယူကီကထုံးစံတိုင်းပဲအလွယ်တကူခုခံနေတယ်အဲ့ဒီနောက်မှာတော့ယူကီကအလုံးအံ့ဩသွားမယ်ကနန်းချက်တစ်ခုလုပ်လိုက်တယ်စီစီလီယာတူစီမှာနေခဲ့မယ်ဆိုရင်ကြံတဲ့သူတွေကိုတွားခွင့်ပေးမယ်လို့ပြောလိုက်တာပါဒီကနန်းချက်ကြောင့်အဖွဲ့ဝင်တွေညှင်းပွားကြပြီမယ်နောက်ဆုံးမှတော့စီစီလီယာကိုယ်တိုင်ကတဘောတူလိုက်ပြီးကြံတဲ့သူတွေကတော့တူမကိုထားခဲ့ပြီးထွက်သွားကြတယ်နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်မှာစီစီလီယာကယူကီကိုတိုက်ခိုက်ပြီးမယ်ဘာမှမထူးခြားခဲ့ပါဘူးအဲ့ဒီနောက်ယူကီဟာသူ့ရဲ့အစွမ်းအားလုံးကိုတုံပြီးစီစီလီယာကိုအံ့အားတင်းစေမဲ့အရာတစ်ခုလုပ်လိုက်တယ်အဲ့ဒါကတော့သူ့ရဲ့ရင်ထဲကအချစ်တွေကိုဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကအငြင်းခံလိုက်ရတာပါအဲ့ဒီနောက်မှာစီစီလီယာကယူကီကိုဘာလို့ဒီလောက်နူးညံ့နေတာလဲလို့မေးတဲ့အခါမှာတော့ယူကီကသူ့ဟာတခြားကဘာကလူသားအဖြစ်ကနေမိစ္ဆာအဖြစ်ပြန်လည်မွေးဖွားလာတာဖြစ်ကြောင်းရှင်းပြခဲ့တယ်မိစ္ဆာဘရင်ကိုတက်လိုက်ရင်လေသူကိုယ်တိုင်ကနောက်ထပ်မိစ္ဆာဘရင်ဖြစ်လာမှာမို့လို့ဒီတန်တရားကနေရုံမထွက်နိုင်ပဲဖြစ်နေတာပါဒီစကားကိုကြားတဲ့အခါမှာစီစီလီယာရဲ့စိတ်ထဲမှာတနာစိတ်တွေဖြစ်ပေါ်လာပြီးယူကီကိုလူသားကဘာကိုလိုက်လာဖို့ဖိတ်ခေါ်ခဲ့တယ်နောက်တနေ့မှာတော့လူသားတွေကမိစ္ဆာဘရင်ကိုအနိုင်ရပြီဆိုပြီးအောက်ဘက်ခံနေကြတယ်အဲ့ဒီချိန်မှာပဲယူကီဟာသူ့ရဲ့ဂျိုးတွေနဲ့အတောင်ပံတွေကိုဖျောက်ပြီးလူသားတယောက်အဖြစ်မြို့ထဲကိုရောက်လာခဲ့တယ်သူဟာစီလီယာနဲ့နီးစပ်ဖို့အတွက်ဆွန်စားသူတယောက်အဖြစ်မက်ပုံတင်ပြီးတစ်ဖက်အတွင်းမှာနေအဆင့်အမြင့်ဆုံးကိုရောက်အောင်ထူးစားခဲ့တယ်ဒီသတင်းကစီစီလီယာစီကိုရောက်လာပြီးသူမကယူကီကိုအင်ကိုခေါ်လာခဲ့တယ်အဲ့ဒီမှာတင်ယူကီဟာစီစီလီယာရဲ့အမေနဲ့တွေ့ဆုံခဲ့တယ်စီစီလီယာရဲ့အမေကယူကီကိုတဘောကျလာပြီးမတ်တမီကိုလက်ထပ်ရှင်းလာလားလို့တက်တက်ကြီးမေးလိုက်တယ်ယူကီကလည်းသူဟာအညစ်ခံထားရတာဖြစ်ကြောင်းနဲ့စီစီလီယာရဲ့ခံစားချက်ကတာအဓိကဖြစ်ကြောင်းယူသရာဖြစ်ခဲ့တယ်ဒါကိုသူမအမေကအရန်တဘောကျလာခဲ့ပါတယ်ဒါပေမဲ့ယူကီရဲ့အေဂျင့်နဲ့ဘောအာလီတွေကိုအနောက်ချက်တို့ရောက်လာပါတော့တယ်သူရဲ့အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Duke Happiness နဲ့ Cheese တို့ကသူ့ကိုလိုက်ချပြီးရောက်လာကြတယ်သူတို့ကယူကီနောက်ကိုလက်ရှင်ကြတာပါယူကီကသူတို့ကိုလူသားတွေနဲ့ဂျွန်တော်နေထိုင်နိုင်ဖို့အတွက် Happiness ရဲ့အတောင်ပံတွေကိုဖျက်ပစ်လိုက်တယ်ဒီလိုရက်ကိုစီစီလီယာမြင်တဲ့အခါမှာတော့အရင်ကိုဒေါ်လာထောက်ထားခဲ့ပါတယ်ယူကီကလည်းသူ့အမားကိုတီးပြီးအချင်းချင်းတောင်းပန်ခဲ့ရတယ်နောက်တော့ Happiness ကအိမ်မှာအစီကံအဖြစ်အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဆိုဖီယာကလည်းသဘောတူကသူမတို့အခန်းတစ်ကိုလိုက်ပို့ပေးခဲ့တယ်အဲ့ဒီနေ့ညနေမှာတော့စီစီလီယာရဲ့အမေကယူကီကိုတီးရန်ခေါ်ပြီးတမီးဖြစ်သူကိုအလုပ်တွေပြီးပြင်ပန်းနေတာကြောင့်နောက်နေ့မှာအပန်းဖြေဖို့အပြင်လိုက်ပို့ပေးဖို့တောင်းဆိုလာတယ်ယူကီတယောက်ကတော့ကျွေးနေတာကြာပြီဆိုတော့ချက်ချင်းပဲခေါင်းကြီးလိုက်တယ်နောက်နေ့ချင်းထားတဲ့နေရာမှာယူကီစောင့်နေနေငါတော့ရောက်ခမအတီးပြူးချက်နဲ့တေးရတော့မယ်ဆိုပြီးကြည်နူးနေကြတာပါစီစီလီယာရောက်လာတဲ့အခါမှာတော့ယူကီတယောက်ဆွန့်အောင်တော့ရတယ်ပုံမှန်ဝတ်စုံမဟုတ်ပဲခေါင်းဝန်လေးနဲ့မျက်မှန်တက်ထားတဲ့စီစီလီယာရဲ့ပုံစံကဆော့ရန်ကိုလမ်းလုံးနေလို့ပါနာမည်ကြီးတူပြီးလူမတိအောင်ရုပ်ဖက်ထားတာလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ဒိတ်လေးကိုကိမှုဆိုင်ကနေစတင်ခဲ့ပြီးလမ်းမှာတွေ့တဲ့ကြောင်လေးတွေကိုကြည့်ရင်စီစီလီယာတယောက်ပြောနေခဲ့တယ်အင်ကြီးဆန်ရောက်တဲ့အခါမှာတော့တစ်ထည့်ပြီးတစ်ထည့်လဲဖို့ပြနေတဲ့စီစီလီယာကိုကြည့်ပြီးယူကီတယောက်မျက်နှာတွေနှီးမြန်းကရေခုန်တွေမြန်နေခဲ့ရတယ်ဒါပေမဲ့ကောင်းကင်ရောက်ခါနီးမှာပဲယူကာနဲ့မီကာနာတို့နဲ့တော့တိုးပါတယ်ယူကာကယူကီကိုကြည့်ပြီးတနေရာမှာတွေ့ဘူးလို့ခံစားနေရပြီမဲ့သူဘလို့မှအနိုင်မတတ်နိုင်ခဲ့တဲ့မိစ္ဆာကြီးကတူးရှိမှရှိနေတယ်ဆိုတာကိုတော့မတိချပါဘူးအဲ့ဒီနောက်မှာအားလုံးဆက်ဆက်ပစ္စည်းဆိုင်တယ်အတူတူဝင်ခဲ့ကြပါတယ်ယူကီကစီစီလီယာနဲ့လိုက်ဖက်မဲ့ရှစ်ဆရာကောင်းပြီးရိုးရှင်းတဲ့ဆွဲချိုးလေးကိုရွေးပေးခဲ့ပြီမဲ့ယူကာကတော့အတာစီရချင်တာနဲ့ဆိုင်မှာဈေးအကြီးဆုံးဆွဲချိုးကြီးကိုရွေးပေးလိုက်တယ်စီစီလီယာကတော့အဲ့ဒီဆွဲချိုးကြီးကိုကြည့်ပြီးအထင်ကြီးဖို့ထက်အာနာပြီးနေရခတ်သွားခဲ့တယ်အဆိုးဆုံးကတော့ယူကာကဆွဲချိုးကိုအတင်းဝခံရင်စီစီလီယာရဲ့ရုပ်ဖြတ်ထားတာကိုလူမျိုးလုံးမိလိုက်တာပါပဲပရိသတ်တွေဝိုင်းအောင်လာတဲ့အတွက်ရုံးဝဲဆန်ကန်ဖြစ်ပြီးယူကီတယောက်တည်းကြမ်းခဲ့ပါတယ်အဲ့ဒီမှာယူကီကဓာရမတူရေကောင်ရေဘန်နဲ့ဆုံခဲ့တယ်ရေဘန်ကယောက်ျားဖြစ်ပေမဲ့မိန်းကလေးဆန်နဲ့အတန်ထွက်နေတာကြောင့်အမြဲတမ်းလောင်ပြောင်ခံရတူပါဒါကိုသိသွားတဲ့ယူကီကလူတိုင်းမှာဖုံးကွယ်ထားခြင်းနဲ့အချက်ရစကိစ္စတွေရှိတဲ့တာပဲဆိုပြီးရေဘန်ကိုနားလည်ပေးခဲ့တယ်ယူကီကိုယ်တိုင်လည်းသူကလူရောင်ဆောင်ထားတဲ့မိစ္ဆာဆိုတာကိုဖုံးကွယ်ထားရတာမို့ပါအဲ့ဒီမှာစီစီလီယာနဲ့ပြန်ဆုံပြီးလမ်းပြောင်းနေတဲ့ကလေးလေးကိုမိခင်စီပြန်ပို့ပေးရင်သူတို့ရဲ့ပြောစရာထိတ်လေးကိုအေးလေးလူကိုဆုံးသက်လိုက်ကြတယ်ဒါပေမဲ့နောက်နေ့မှာတော့ယူကီတယောက်ထိတ်လန့်သွားရတယ်စီစီလီယာရဲ့အမေကတမီးဖြစ်သူမိလေတွားတယ်လို့ပြောလိုက်လို့ပါပဲယူကီကတူးကြောင်းလို့ထင်ပြီးအပြစ်မကင်ဖြစ်နေပေမဲ့စီစီလီယာရဲ့အမေကတော့တကယ်တရခန့်ကယူကာဖြစ်တယ်လို့ပြောလိုက်တယ်ယူကာရဲ့ပေါ်ဆာမှုကြောင့်စီစီလီယာလူမိသွားပြီးရုပ်ကြားမှာအတင်းတိုးဝေးခဲ့ရလို့ပြင်ပန်းတော့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲယူကာကအင်ကိုရောက်လာပြီးစီစီလီယာကိုဂယူးဆိုင်ပေးခြင်းတယ်လို့လာပြောနေတာပါစီစီလီယာရဲ့အမေကတော့ဒေါ်တော်ထွက်ပြီးဆိုဖီယာကိုသူ့ကိုအိမ်ထဲကနေမောင်းထုတ်ခိုင်းလိုက်ပါတယ်ယူကီတယောက်စီစီလီယာစီတွားတွေးတဲ့အခါမှာတော့အာနာစိန်နဲ့တောင်းပန်ခဲ့တယ်အဲ့ဒီမှာစီစီလီယာကဒါနဲ့ပြစ်ပဲဒါကြောင့်နေငါ့ကိုနောက်တော့ကထပ်လိုက်ဖို့ပေးရမယ်ဆိုပြီးဒုတိယကြိမ်တိတ်ဖို့ခွင့်ပြုချက်ပေးလိုက်တယ်ယူကီတယောက်ကတော့ပျော်လွန်းလို့ရင်းနေခုန်နေခဲ့တယ်ထွက်လာတယ်ယူကီကရေဘန်နဲ့ပြန်ဆုံခဲ့တယ်
ရေဘန်ကတူချစ်ရတဲ့သူကိုဝန်ခံဖို့တတိမရှိဘူးဖြစ်နေတာပါယူကီကမြောက်ပင်ပေးလိုက်တဲ့အခါရေဘန်တယောက်တတိတွေတက်ပြီးဝန်ခံဖို့ထွက်သွားတယ်ဒါပေမဲ့ရေဘန်တွားတဲ့လမ်းကဆီစီလီယာတို့အိမ်ဘက်ဖြစ်နေတာကြောင့်ယူကီတယောက်ကဘာပြတ်သွားခဲ့တယ်တူချစ်တဲ့သူကငါဆီစီလီယာလားဆိုပြီးစိုးဝင်စိတ်တွေနဲ့ယူမတက်ဖြစ်သွားခဲ့တာပါခဏကျမှရေဘန်ပြန်ထွက်လာပြီးတေးလိုက်ရှင်နေဆိုပြီးစိတ်တကြနေတာကိုတွေးလိုက်ရတယ်ယူကီတယောက်အမှန်တရားကိုသိကျင်လို့တွားပြီးမဲ့ဆိုဖီယာကတကားကိုတန်ကျိုးတွေနဲ့ပိတ်ထားတယ်ဆီစီလီယာနားနေဖို့လိုတယ်လို့ပြောပြီးမဲ့ရေဘန်ကြောင့်မိလိုက်တဲ့အခါမှာတော့အဖေကပြောင်းပြန်ဖြစ်သွားတယ်ရေဘန်လာတွေ့ရဆီစီလီယာကိုမဟုတ်ပဲ happiness ကိုဖြစ်နေတာပါအဲ့ဒီနောက်ယူကီက happiness ကိုတွားမိကြည့်တော့မှရေဘန်ကဝန်ခံတာကိုမဖြစ်နိုင်ဘူးဆိုတဲ့စကားတစ်ခုနဲ့ငြင်းလိုက်တယ်ဆိုတာသိလိုက်ရတယ်ယူကီကတော့ happiness လဲရေဘန်ကိုစိတ်ဝင်စားနေတာကိုရိပ်မိပါတယ်ဒါပေမဲ့ happiness ကတူမရဲ့ချက်သက်တဲ့စိတ်နဲ့လူသားတွေအပေါ်မှာရှိခဲ့တဲ့မကောင်းတဲ့အတိတ်တွေကြောင့်ငြင်းခဲ့တာဖြစ်ပါတယ်ဒီကိစ္စကိုယူကီတို့အဖွဲ့လိုက်ဆွေးနွေးကြတဲ့အခါသူကတော့လူသားတွေက happy မလေးတွေကိုရာစုနှစ်ပေါင်းများစွာကြုံပြုခဲ့တာရေဘန်ကရောမတူဘူးလို့ဘယ်သူပြောနိုင်မှာလဲဆိုပြီးကန့်ကွက်ခဲ့တယ်ဒါပေမဲ့ရှိကတော့လူသားတွေထဲမှာလဲရေဘန်တို့လူကောင်းရှိနိုင်တယ်လို့ပြန်ရှိပါခဲ့တယ်နောက်ဆုံးမှာတော့ဘာမှအဖြစ်မထွက်ပဲယူကီတယောက်ပတ်စံချဖို့ဂေးကိုတွားခဲ့တယ်အဲ့ဒီမှာခရိုမန်ဒဏ်ရာရပြီးစင်ုံတက်နေရတာကိုသိလိုက်ရတယ်ယူကီစင်ကိုတွားကြည့်တဲ့အခါမှာတော့ခရိုမန်ရဲ့ဒဏ်ရာကဘာမိတ်ဆာကြောင့်မဟုတ်ပဲသူ့မိမကြောင့်ဖြစ်နေတာပါ anniversary အတွက်လက်ဆောင်ဝယ်တာနောက်ကြလို့ဆိုပြီးသူ့မိမကအပီပင်ချလိုက်တာဖြစ်ပါတယ်အဲ့ဒီဇနီးတွေကဘာတူလဲဆိုတော့ဆီစီလီယာတို့အိမ်ကမန်နေဂျာဆိုဖီယာပဲဖြစ်နေပါတယ်ဒီဖြစ်ပျက်ကိုကြည့်ပြီးယူကီကလက်ဆောင်တစ်ခုရဲ့တန်ဖိုးကိုနားလိုက်သွားတယ်ဒါကြောင့်ရေဘန်ကိုပြန်ချပြီးနှစ်ယောက်တာရှေ့ရတဲ့သူတွေကိုစိတ်ကြည်နေအောင်လုပ်ဖို့အစီအစဉ်ဆွဲကဆက်ဆက်ပစ္စည်းဆိုင်ကိုပြန်တွားခဲ့ကြတယ်ယူကီကဆီစီလီယာအတွက်လက်ဆောင်ဝယ်ပြီးရေဘန်ကလည်း happiness အတွက်တေချာရွေးနေတော့မှာပဲသူရေကောင်းအဖွဲ့ဝင်မီကန်နာနဲ့တိုးပါတော့တယ်ယောက်ျားနှစ်ယောက်လက်ဆောင်ဆိုင်မှာတွင်းနေတာကိုမီကန်နာကအထင်လွဲချင်းနေတာကြောင့်ယူကီကသူတို့ရှေ့ရတဲ့မိန်းကလေးတွေအတွက်လက်ဆောင်လာဝယ်တာဖြစ်ကြောင်းချက်ချင်းရှင်းပြလိုက်ရတယ်ရေဘန်မှာရှစ်တူရှိနေတယ်ဆိုတာသိသွားတယ်မီကန်နာကတော့ဆက်စုကျင်စိတ်တွေထိမရတော့ပဲသူတို့ကိုကဖေးဆိုင်တစ်ခုစီအတင်ဆွဲခေါ်သွားပါတော့တယ်ယူကီကလည်းဆီစီလီယာရဲ့တရင်လေးများရနိုးနဲ့မီကန်နာရဲ့မိကုန်းတွေကိုအလျှော့ပေးဖိချခဲ့ပါတယ်ဒီကြားထဲမှာမီကန်နာကတူမကူတိုင်လေဟီရိုယူကာကိုတစ်ဖက်တက်ရှင်းနေရကြောင်းဖွင့်ရလာပါတယ်ဒါပေမဲ့ယူကာကတော့ဆီစီလီယာစီကအချိန်ချင်းအငင်းခံရတာတောင်ဆောင်းရန်ကိုဆွဲကောင်းပြီးတကောက်လိုက်နေတာပါမီကန်နာကအရင်တုန်းကနှစ်ဆိုးပင်နဲ့တိုက်ပွဲကြောင်းပြန်ပြောင်းပြပြတဲ့အခါယူကီတယောက်အတော်လေးမျက်နှာပြတ်သွားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကသူတို့ဘွဲအနိုင်မတိုက်နိုင်တဲ့မိစ္ဆာတကောင်စီပါဆီစီလီယာကိုတယောက်တည်းထားခဲ့ဖို့ဆုံးဖြတ်ခဲ့တာဟာမီကန်နာရဲ့အကြံပေးချက်ကြောင့်လို့တိလိုက်ရလို့ပါပဲတကယ်တော့အဲ့ဒီမိစ္ဆာဆိုတာယူကီကိုတိုင်ဖြစ်နေတာကိုသူတို့တစ်ဖွဲ့လုံးမတိကြပါဘူးမီကန်နာကဒီကိစ္စအတွက်နောက်တော့ရနေတာကိုတီးတယ်ယူကီကစိတ်တရရအောင်နှစ်သိပ်ပေးခဲ့တယ်အဲ့ဒီနောက်မှာတော့ရေဘန်တယောက် happiness ရဲ့အိမ်ကိုတွားပြီးတူဝေလာတဲ့လက်ဆောင်လေးကိုပေးခဲ့တယ်နောက်ဆုံးမှာတော့ happiness နဲ့တကယ်ချင်းဖြစ်ဆက်လက်ရှိနေဖို့သဘောတူညီချက်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့ယူကီအတွက်ကတော့ဒီနေ့ရဆောက်ရန်ကိုကန်ဆူမဲနေဖြစ်နေပါတယ်ဆီစီလီယာနဲ့မတွေ့ရတာတပတ်ကျော်နေပြီဖြစ်တဲ့ယူကီဟာစိတ်တက်တွေကြပြီးအေးရတွေကမထနိုင်ဖြစ်နေခဲ့တယ်ဒါပေမဲ့ဆီစီလီယာပြန်လာတော့မယ်ဆိုတဲ့တရင်ကြောင့်အားတက်သွားပြီးတူမစီတွားဖို့ပြင်ဆင်ပါတော့တယ်လမ်းမဘေးနေဆီယမ်မတယောက်ကဒီနေ့ကန်ဆူလိုက်မယ်လို့တတိပေးတာကိုယူကီကလောင်ပြုံးပြပြီးလက်လျူရှူခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲဘေးနေဆီယမ်မပြောတော့မှန်ကန်ကြောင်တက်တိပြလာပါတော့တယ်တူဝေထားတဲ့မာဖင်မုတ်တွေကြည်မော့လာကလမ်းမလူတယောက်နဲ့တိုက်မိပြီးအတက်ခံရမလို့ဖြစ်သွားတာကလေးတယောက်နဲ့တိုက်မိလို့မုတ်တွေမိပေါ်ကျတော့တာတွေအပြင်နောက်ဆုံးမှာပတ်စံအိပ်ပါအခိုးခံလိုက်ရတယ်ယူကီကတူရဲ့မိစ္ဆာဆွမ်းအားကိုတုံပြီးတခိုးနောက်ကိုလိုက်ဖမ်းတဲ့အခါဟီရိုယူကာကမြင်သွားပြီးယူကီကိုတခိုးထင်ကတိုက်ခိုက်ပါတယ်ယူကီကတူရဲ့အဆွမ်းအစားတွေကိုဖုံးဝယ်ထားရတာကြောင့်ယူကာရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးအရှုပ်ထဲရောက်သွားခဲ့တယ်ဒါဟာတူအချစ်ဆုံးဆီစီလီယာနဲ့တွေ့ရမယ့်နေ့မှာဖြစ်ပျက်ခဲ့တဲ့အဆိုးဝါးဆုံးကန်ဆိုးမှုပါပဲနိုင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့တူကယူကီကိုလာတွေ့ပြီးရေဘန်ကအရှင်တွေကိုဖြည့်ရှင်းပေးနေကြောင်းပြောပြပါတယ်အမားချင်းတွေရှင်းလင်းသွားတဲ့အခါယူကာကတောင်းပန်တဲ့အနေနဲ့ယူကီကိုထမင်းကျွေးတယ်အဲ့ဒီမှာယူကာကဆီစီလီယာရဲ့အမုန်းကိုဘယ်လိုဖိဖြောရမလဲဆိုတာကိုယူကီစီမှာအကြံတောင်းခဲ့တယ်ယူကီကခေါင်းဆောင်တယောက်အနေနဲ့အရင်ကမာခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်တာဝန်ယူဖို့နဲ့မီကန်နာကိုအပြစ်မတင်ဖို့ပြောပြလိုက်တဲ့အခါယူကာတယောက်နောင်တရရပြီးကလေးတယောက်လိုငိုပါတော့တယ်နောက်တော့ယူကာဟာမီကန်နာစီတွားပြီးတောင်းပန်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အကျင့်မပြောက်တဲ့ယူကာဟာမီကန်နာအဖို့လဲနေတဲ့အခန်းထဲကိုစွတ်အတင်ဝင်မိတာကြောင့်အကြီးကျယ်အဆူခံလိုက်ရပါတယ်ဒီလိုနဲ့ရှုပ်ထွေးလာတဲ့ကိစ္စတွေပြီးတဲ့နောက်ယူကီယာဆီစီလီယာရဲ့အိမ်ကိုရောက်လာခဲ့တယ်လမ်းမတူပြခဲ့တဲ့ကောင်းမှုတွေကြောင့်ကံကောင်းမှုတွေပြန်ရလာပြီးမုတ်တွေလက်ဆောင်တွေလည်းအများကြီးရရှိခဲ့ပါတယ်ရှီယာတူဆီစီလီယာနဲ့ပြန်ဆုံတွေ့ရတဲ့အခါယူကီရဲ့ပြင်ပနွမ်းနယ်မှုတွေအားလုံးပျောက်ကွယ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာလက်ဖက်ရည်တောက်ရင်တပတ်တာကြုံနေခဲ့ရတဲ့အကြောင်းအရာတွေကိုပြပြပပပြောဆိုနေကြပါတယ်အဲ့ဒီချိန်မှာပဲမထင်မှတ်ပဲဟီရိုဖွဲ့ဝင်တွေရောက်လာခဲ့တယ်အရင်ကဆီစီလီယာကိုမိစ္ဆာတွေကြားထဲပြစ်ထားခဲ့တဲ့အတွက်မီကန်နာကအရင်ဆုံးတောင်းပန်ခဲ့တယ်လို့ရီဗန်နဲ့ယူကာတို့ကလည်းသူတို့ရဲ့အမားအတွက်အာနာပါနာတောင်းပန်ခဲ့ကြတယ်စိတ်ထားနူးညံ့တဲ့ဆီစီလီယာကတော့ဒါဒေမိုရော့ကိုနေနေမှုအတွက်အကောင်းဆုံးဆုံးဖြတ်ချက်ပဲဆိုပြီးဘာမှစိတ်ထဲမထားပဲအေးဆေးပဲခွင့်လွှတ်ပေးလိုက်တယ်ဒီလိုနဲ့အဖွဲ့အတွင်းကအဖို့ထစ်တွေအားလုံးပြည့်သွားခဲ့ကြတယ်နေဝင်စည်းစာအောင်မှာယူကီနဲ့ဆီစီလီယာတို့နှစ်ယောက်တည်းလမ်းလျှောက်နေတဲ့အချိန်ဆီစီလီယာကဟီရိုဖွဲ့ထားတွေလာတောင်းပန်တာဟာယူကီရဲ့တိုက်တွန်းမှုကြောင့်ဆိုတာရိပ်မိနေခဲ့တယ်အဲ့ဒီနောက်မှာတော့ယူကီကတူဝေလာတဲ့ဆွဲကြိုးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါဆီစီလီယာကစောက်ရန်ကိုပြောသွားပြီးဒါကိုတန်ဖိုးထားမယ်လို့ကတိပေးခဲ့တယ်ယူကီရဲ့ကျင့်နာမှုတွေကြောင့်ဆီစီလီယာရဲ့ဘဝလေးကပို့ပြီးတော့တောက်ပလာခဲ့ရတယ်လို့ယူကီတို့ကလည်းဒါဟာတကယ့်ကိုအိမ်မက်ဆန်တဲ့အချိန်လေးဖြစ်ခဲ့ရတယ်ဆီစီလီယာတို့ကရွာလီတိရွာကိုခီးထွက်လာကြတယ်ဒါပေမဲ့ယူကီကတော့ဆီစီလီယာနဲ့နှစ်ယောက်တည်းကြည်နူးကျင်တာမို့ချိကပါလာတာကိုစောက်ရန်ကိုကတိကောက်ဖြစ်နေခဲ့တာပါသူတို့တုံရွာကိုရောက်တဲ့အခါဓမြတိုက်ခိုင်ထားရလို့ဒဏ်ရာရနေတဲ့ရွာသားတွေကိုဘိုက်ကူပေးကြတယ်ဆီစီလီယာကတော့ကိုဂီယူမဆိုင်ပဲလူနာတွေကိုအတင်းကူပေးနေတာမို့ယူကီကစိုးရင်ပြီးနားဖို့ပြောပြီးမဲ့သူကနားမထောင်ပါဘူးအဲ့ဒါကြောင့်ယူကီကသူ့ရဲ့မော်ကိုတုံပြီးဆီစီလီယာကိုတတိလေးအောင်လုပ်ကအတင်းအနာပေးလိုက်တယ်ဆီစီလီယာနိုးလာတဲ့အခါမှာတော့သူ့စနမပါပဲလုတ်ခဲ့တဲ့အတွက်စစ်တူသွားပြီးမဲ့ယူကီကသူ့ကျမ်းမရဲ့အတွက်စိုးရင်လို့လုတ်ခဲ့တာဆိုတာတီသွားတဲ့အခါမှာတော့ချက်တွေးဖြပြီးကျေးဇူးတင်သွားခဲ့တယ်အဲ့ဒီနောက်ထီးလို့ခေါ်တဲ့ကောမလေးတယောက်စီရောက်လာကြပါတယ်သူမမမိုးရပါယောဂခံရှိနေတာပါသူမကနတ်ဖျားတပားကိုဆုတောင်းလို့အခုလိုကုတာပေးမဲ့သူတွေရောက်လာတာလို့ယုံကြည်နေခဲ့ပါတယ်အဲ့ဒီနတ်ဖျားဆိုတာကိုတွားကြည့်လိုက်တဲ့အခါမှာတော့အဝဆက်ကောင်းတဲ့နတ်ဆိုရုပ်ထုကြီးတစ်ခုဖြစ်နေတာပါရုပ်တရက်အဲ့ဒီရုပ်ထုကြီးကအတက်ဝင်လာပြီးယူကီကိုလျက်စီနဲ့တိုက်ခိုက်ပါတော့တယ်ရှေကရှက်ရှင်တားဆီးလိုက်ပြီးမဲ့ယူကီကတော့အဲ့ဒီနတ်ဆိုနဲ့စကားပြောချင်တာကြောင့်လှုပ်ပေးဖို့ပြောခဲ့တယ်တကယ်တော့အဲ့ဒီနတ်ဆိုတာဓမြရိယံကနေ
နေရွာကိုကောက်ွယ်ပေးထားတဲ့သူတော်ကောင်းဖြစ်နေတာပါဒါကိုသိရတဲ့ယောဂီတို့ကလည်းအဲ့ဒီနတ်ဆိုးကိုအနောက်ရှိုက်မပေးပဲလွတ်ထားပေးလိုက်တယ်အေဂျင့်နေတဲ့အချိန်ကတိတ်မကြပါဘူးတမတွေကရွာကိုထပ်ပြီးတိုက်ခိုက်လာပြန်တယ်ဒီတစ်ခါမှာတော့ယောဂီနဲ့ရှီတို့ကဥဆောင်ပြီးနေလိုက်တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှတည်းမပြီးသေးပါဘူးမေလာလို့ခေါ်တဲ့ဟီရိုတစ်တယောက်ရောက်လာပြီးရွာကိုဆောင်းရှောင်းနေတဲ့နတ်ဆိုးရုပ်ထုကိုတတ်ဖို့တူးစားပါတော့တယ်မေလီရဲ့ဓာတ်ကမန်နာတွေကိုစိုးယူနိုင်စွာရှိတာမို့မော်တုံးတဲ့ယောဂီအတွက်ဆောက်ရန်ကိုအခက်တွေ့စေခဲ့တယ်ဒါပေမဲ့ယောဂီကတော့အလျှော့မပေးပဲသူ့ရဲ့အကန့်အသတ်မရှိတဲ့မန်နာတွေကိုတုံးပြီးမေလီရဲ့ဓာတ်ကျူတော့အောင်ထိပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပါတယ်နောက်ဆုံးမှာတော့အရေးနှိမ်သွားတဲ့မီလီယာဟာရုံမာတဲ့နီလန်နဲ့ထေးတို့ကိုတိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့တယ်ဒီလိုလူယုံမာကိုလွတ်သွားအောင်လုပ်မိတဲ့အတွက်ယောဂီတယောက်ကိုအားမရပဲဆောက်ရန်ကိုဒေါ်လာထွက်သွားခဲ့တယ်သူပိုးဆော့သွားလို့ဆိုတဲ့အတိစိတ်ကြောင့်သူ့ရဲ့ဒေါ်လာတွေကအထုပ်အထည်ကိုရောက်သွားခဲ့တယ်အဲ့ဒီနောက်ယောဂီဟာပုံမှန်တုံးနေကြပုံစံမဟုတ်ပဲဆောက်ရန်ကြောက်စရာကောင်းတဲ့မိစ္ဆာပုံစံကိုပြောင်းလဲလိုက်တယ်ပြီးတာနဲ့ဒဏ်ရာရနေတဲ့မီလီယာနောက်ကိုလေတွေကနေချက်ချင်းလိုက်သွားခဲ့တယ်ခဏလေးအတွင်းမှာပဲမီလီယာကိုဖမ်းမိသွားတယ်မီလီယာကိုအတေတက်ချင်းစိတ်တွေတကူလုံးပြင်းနေနေပြီမဲ့ယောဂီကသူ့ရဲ့ဒေါ်လာကိုသူပြန်ထိန်းချုပ်လိုက်တယ်အတက်ကိုမတက်တော့ပဲရေတွေကိုပဲပြစ်ချပြီးအတက်ချမ်းသာပေးလိုက်တယ်အန်ဒီယကင်းတော့ပြီဆိုတော့ယောဂီဟာစီစီလီယာရှိနေတဲ့ရွာကိုပြန်လာခဲ့တယ်ဂါခွိုင်းမိစ္ဆာကြီးကိုဘေးကင်းအောင်ဆိုပြီးရဟန်းပုံစံနဲ့ကြောက်စင်တို့ဖြစ်ပြောင်းလဲလိုက်တယ်အဲ့ဒီကြောက်စင်တို့ကိုစီစီလီယာရဲ့အိမ်ကိုယူလာခဲ့တယ်အဲ့ဒီမှာစီစီလီယာရဲ့ကုတမှုကြောင့်ကျမကြီးပြန်ကောင်းလာတဲ့ထေးလည်းရှိနေတယ်စီစီလီယာရဲ့အမေကထေးကိုအင်စီတယောက်အနေနဲ့လက်ခံလိုက်ပေမဲ့ရုပ်ဆိုတဲ့ကြောက်စင်တို့ကြီးကိုတော့အိမ်ထဲမှာထားဖို့တဘောမကျခဲ့ပါဘူးထေးတယောက်ကတော့သူ့ရဲ့အဆောက်အအုံကြီးကိုနေ့တိုင်းပြုစုပေးနေတယ်မိစ္ဆာကြီးပန်တိပေမဲ့သူ့ကိုကောက်ွယ်ပေးခဲ့လို့အဆောက်အအုံကြီးလိုပဲစက်ခေါ်နေတယ်စီစီလီယာရဲ့အမေကတဘောမကျလို့အဲ့ဒီကြောက်စင်တို့ကိုယောဂီရဲ့အခန်းထဲမှာပဲထားရတယ်ကြောက်စင်တို့ကိုတက်ရှင်လို့ရင်ထေးကချောင်းဆိုးလာတယ်အဲ့ဒီကအဆောက်အအုံကြီးကသူမကျမ်းမာရေးကိုဂယူးဆိုင်ဖို့နဲ့နေ့တိုင်းလာစရာမလိုဘူးလို့တတိပေးခဲ့တယ်ဒါပေမဲ့စိတ်ထားကောင်းတဲ့ထေးကတော့သူမကျမ်းမာရေးထဲအဆောက်အအုံကြီးကိုပြုစုဖို့ကိုပို့လိထားခဲ့တယ်အဲ့ဒီချိန်မှာယောဂီနဲ့စီစီလီယာတို့ဟာဒါဂါရဲ့ရွာကိုဓမြရန်ကားနဲ့ကောက်ွယ်ပေးခဲ့လို့ဘယင်းကဆုချဖို့နန်းတော်ကိုဖိတ်ခေါ်ထားတယ်အစပိုင်းမှာဘယင်းကြီးကဆောက်ရန်တင်းမာတဲ့လေတံနဲ့ပြောနေတယ်ယောဂီကတော့ဘယင်းတွေဆိုတာဒီလိုပဲမောက်မာကြသလားလို့တွေးမိလိုက်တယ်ဒါပေမဲ့ဘယင်းကြီးကချက်ချင်းပဲသူရဲ့ဟန်ဆောင်မှုတွေကိုချွတ်ချလိုက်ပြီးပျော်ပျော်ရွှင်ရွှင်ပုံစံမျိုးပြောင်းသွားတယ်သူတို့လုပ်ခဲ့တဲ့ကိစ္စအတွက်အရင်တဘောကျနေပြီးဆူချခြင်းနေတယ်စီစီလီယာကတော့တူမမန်တဲ့ထင်တာကိုလုပ်ခဲ့တာမို့စုမလို့ဘူးလို့ညှင်းလိုက်တယ်အဲ့ဒီခါဘယင်းကြီးကယောဂီဘက်လက်ပြီးဘာလို့ချင်းလဲမေးလိုက်တယ်ယောဂီကလည်းတာမန်တွေလိုမညှင်းပဲဘယင်းကြီးတော့မပေးနိုင်တဲ့အရာကိုလိုချင်တယ်လို့ဆင်ခေါ်လိုက်တယ်ဘယင်းကြီးလည်းစိတ်ဝင်စားတော့ပြီးဘာများလဲလို့ခံမှန်းကြည့်ပေမဲ့အကုန်လွဲနေတယ်အဲ့ဒီတော့မှယောဂီကစီစီလီယာရဲ့အရှိကိုလိုချင်တာလို့ရိုမန်တစ်ဆန်ဖွင့်ပြောချလိုက်တယ်ပြောပြီးမှနှစ်ယောက်စလုံးရှက်သွားကြတယ်ဘယင်းကြီးကတော့တဘောတကြရင်မောပြီးဒါဆိုရင်တော့တူလည်းမပေးနိုင်ဘူးလို့ဝန်ခံလိုက်တယ်အိမ်ပြန်ရောက်တော့စီစီလီယာကဘယင်းကြီးရှိမှအဲ့လိုပြောရမလားဆိုပြီးယောဂီကိုစူပါတော့တယ်ယောဂီတောင်းပန်နေတော့စီစီလီယာရဲ့အမေရောက်လာပြီးအပြစ်ပေးတဲ့အနေနဲ့ယောဂီကိုစီစီလီယာနဲ့တလားတိမတွေ့ရဘူးလို့အမိန့်ချလိုက်တယ်ယောဂီဆောက်ရန်လန့်သွားတယ်စီစီလီယာကလည်းစိတ်ဆိုးနေပြီမဲ့ယောဂီနဲ့မတွေ့ရမှာကိုတော့မလိုလားပါဘူးဒါကြောင့်ပြစ်ဒဏ်အရေးကြီးရဲ့လို့ဝင်ပြောပြလိုက်တယ်အမေဖြစ်သူကလည်းတမီရဲ့စိတ်ကိုအကဲခတ်မိပြီးနှစ်ပတ်ပဲခွဲနေဖို့အဆုံးဖြတ်ပြလိုက်တယ်ယောဂီလည်းအိမ်ပြန်လာပြီးကြောက်စင်တို့ကြီးကိုဂိုင်းလုံးနာမည်ပေးလိုက်တယ်နှစ်ပတ်တွင်အချိန်ဖြုံးမှုအတွက်စွန့်စားခန်းတွေလုပ်ပြီးပတ်စံချဖို့ဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာလည်းစီစီလီယာတယောက်ယောဂီကိုလွမ်းနေလို့လက်ဖက်ရည်ငဲ့တာတော့ယောဂီအတွက်ပါတစ်ခွက်ပုံငဲမိသွားတယ်အမေဖြစ်သူကတိပြီမဲ့တမီကိုစနောက်ပြီးလက်ဖက်ရည်ယူတောက်လိုက်တယ်ရက်နိုင်ငယ်ကြတော့စွန့်စားခန်းကနေပြန်လာတဲ့ယောဂီကိုဂိုင်းကတရင်ဆိုတစ်ခုပြောပြတယ်သူ့ခန္ဓာကိုယ်မှာအကွေချောင်းတွေဖြစ်လာပြီးတီတော့မဲ့ဆိုတဲ့အကြောင်းမှာတူတီရွာရင်ထေးကိုဆော့ရှော့ပေးဖို့တောင်းဆိုခဲ့တယ်ယောဂီကလက်မခံပဲသူတို့နှစ်ယောက်စလုံးကိုကုတပေးမယ်လို့ဂတိပေးလိုက်တယ်မိစ္ဆာတွေကိုကူဖို့မော်ကြောက်တော်လိုအပ်ကြောင်းဒူးစီကနေတီးလိုက်ရတယ်ဆရာဝန်ချစ်ကထီးကိုအပြေးတိုင်းကုတဖို့ညက်နေခင်မြန်လိုအပ်တယ်လို့ပြောပြတယ်ဒါနဲ့ယောဂီနဲ့စီစီလီယာကုံတယ်ဂိုင်းကိုတွားချကြတယ်အဲ့ဒီမှာခလီမန်နဲ့ဆိုဖီယာတို့ဇနီးမောင်နှံနဲ့ဆုံခဲ့တယ်ဆိုဖီယာဆိုတာအိမ်တော်ထင်းခေါင်းဆောင်ဖြစ်ပြီးထေးအတွက်တူမကိုယ်တိုင်လက်ကူညီပေးခြင်းနေတယ်ခလီမန်ကလည်းအဲ့ဒီပစ္စည်းတွေရနိုင်တယ် rock actor ဆိုတဲ့ဘလူးကိုနေနေမဲ့ဆွမ်းနာဂိုင်းကိုကန်လိုက်တယ်အဲ့ဒီဘလူးကညဘက်ဆိုဆောက်ရန်တန်ပါပြီးမော်ပညာတွေကိုစားသုံးနိုင်တဲ့အတွက်မနေ့မှတော့တိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်မနေ့တော့ဆိုဖီယာကဂျက်ဘိုတန်ဆာမို့ပဲတူမခင်ပွန်သဘောကြတယ်အေစီဘိုဆွန်ကိုပဲဝတ်လာတယ်ဂူထဲရောက်တော့မော်ပညာတွေကိုစားနေတဲ့ဘလူးကြီးကိုတွေ့လိုက်တယ်ဘလူးကကြက်တုံကြီးတွေနဲ့ပြပဝီမဲ့အကုန်လုံးချောင်းနိုင်ခဲ့ကြတယ်ယူဂီကလည်းအစင်မော်တုံးကြီးပြီမဲ့ဘလူးကအေစီဆုပ်ယူသွားပါတယ်ဒါကြောင့်ယူဂီကမြေကြီးမော်စီစီလီယာကတန်ကျိုးမော်တွေတုံးပြီးဘလူးကိုချိုးနှောင်လိုက်တယ်အဲ့ဒီချိန်မှာခလီမန်ကစက်ကူမော်တုံးပြီးတူးစင်နေဆိုဖီယာကိုဘလူးရဲ့ပိုက်ထဲရအောင်ပို့ပေးလိုက်တယ်ဘလူးကတုတ်ကူဝါအတေးလေးတွေထပ်ထုတ်လာပြန်တယ်အဲ့ဒီအကောင်အတေးလေးတွေကလည်းမော်ပညာကိုဆုပ်ယူနိုင်လို့ယူဂီကလက်သီးနဲ့အကုန်လိုက်ထိုးပစ်လိုက်တယ်နောက်ဆုံးမှဆိုဖီယာကဘလူးကိုပိုက်ထဲကနေဖျက်ဆီးပြီးအောင်ဝက်ခံနိုင်ခဲ့ပါတယ်ပစ္စည်းတွေရလာပြီမဲ့ခလီမန်ကညဘက်ခီးသွားရင်အန်တီများလို့မနေ့မှပြန်ဖို့အကြံပေးတယ်ဒါပေမဲ့ယူဂီကတော့ညတွင်ချင်းသူ့ရဲ့မိစ္ဆာတောင်ပန်တွေကိုတုံးပြီးတိတ်တိတ်ထွက်လာခဲ့တယ်ယူဂီအချိန်မီရောက်လာပြီးထေးနဲ့ဂိုင်းကိုအောင်မြင်စွာကုတပေးနိုင်ခဲ့တယ်နှစ်ယောက်လုံးကိုအောင်မြင်စွာကုတပေးပြီးတဲ့နောက်ဟိုတယ်ကိုအမြင်ပြန်လာခဲ့ပါတယ်မနက်မိုးလင်းတော့စီစီလီယာရဲ့ပေါင်ပေါ်မှာအေးစစ်စစ်အိပ်ပျော်နေပြန်ပါတယ်နောက်ထပ်တစ်နေ့မိုးတဲကြီးမဲကြီးရွာနေရဲ့ခေါင်မိုးတစ်ခုပေါ်မှာလှုပ်ဝက်ဆန်းကျဲတဲ့လူ၃ယောက်ရက်နေကြတယ်သူတို့၃ယောက်လုံးရဲ့မျက်နှာတွေကဆောက်ရန်ကိုတင်းငိမ့်နေပြီးကြီးမားတဲ့အစီအစဉ်တစ်ခုခုကိုလှုပ်ဆောင်တော့မဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒီထက်ကတယောက်ကလီထဲမှာပေါ်လို့ပေါ်နေတဲ့စာအုပ်အမဲအောင်ကြီးတဲ့အုပ်ကိုဖွင့်လိုက်တယ်အဲ့ဒီစာအုပ်ရဲ့အလဲမှာမျက်နှာကြီးတစ်လုံးပါဝင်နေပြီးကြက်တီထားစရာကောင်းတဲ့အငွေ့တက်တွေထွက်ပေါ်နေတယ်နောက်တစ်နေ့မှာတော့ယူဂီတယောက်ဈေးတန်းထဲမှာမျက်နှာကြီးစုပုတ်ပြီးလမ်းလျှောက်နေပါတယ်ပြစ်တိုင်ကနေလွတ်လာပြီးဆိုပြီးမဲ့သူ့အရန်ရှိရတဲ့စီစီလီယာလေးကအလုပ်တွေစောက်ရများနေလို့တွားတွေ့ခွင့်မရသေးပါဘူးလမ်းလျှောက်ရင်းနဲ့ခရိုမန်နဲ့ဆုံတွေ့ခဲ့တယ်ခရိုမန်ကတူးစင်နေဆိုဖီယာအတွက်မင်္ဂလာနှစ်ပတ်နဲ့လက်ဆောင်ဝယ်ဖို့ရှာနေသေးကြောင်းရှင်းပြတယ်ဒါနဲ့ယူဂီကဆိုဖီယာရဲ့အိမ်မဘို့ဆုံနေနဲ့လိုက်ဖက်အောင်ကြောင်နေရွက်လေးတွေဝယ်ပေးဖို့အကြံပေးလိုက်တယ်ဒါပေမဲ့ခရိုမန်ကတူးစင်နေနဲ့လက်ရှိဘို့ဆုံလေးကပြည့်စုံနေပြီဖြစ်လို့ဘာမှထပ်ပြေးစရာမလိုဘူးဆိုပြီးညှင်းပယ်လိုက်တယ်အဲ့ဒီချိန်မှာယူဂီရဲ့မျက်လုံးထဲကိုထူဆန်းတဲ့ဝတ်ဆုံတစ်ခုဝင်လာပါတယ်တူချက်ချင်းပဲအဲ့ဒီဝတ်ဆုံကိုဝတ်ကြည့်လိုက်တယ်အဲ့ဒီဝတ်ဆုံကသူ့ကိုစူပါဟီးရိုးတယောက်လိုခံစားရစေတယ်သူ့ကိုယ်သူအရန်မိုက်နေပြီလို့ထင်တော့ပြီးဂေးရုံကန်ကိုတန်းသွားခဲ့တယ်ဝတ်ဆုံအတိတ်ကြီးနေမလို့ကောင်နာကအမျိုးတမေဝန်ထမ်းကသူ့ကိုမမှတ်မိဘူးယူဂီကလည်းသူ့ကိုယ်သူအနက်ရောင်လျက်စီမော်ဒါရမဆိုပြီးနာမည်တစ်ပေးလိုက်တယ်တကယ်ကိုရေးစရာကောင်းတဲ့နာမည်နဲ့ဝတ်ဆုံကြီးဖြစ်နေပြီမဲ့သူကိုယ်တိုင်ကတော့ဆောက်ရန်လန်းနေတယ်လို့ထင်နေသေးပါပဲ
အဲ့ဒီမှာ A1 အဆင့်ရှိတဲ့ mission ၄ခုကိုတပြိုင်နက်တည်းယူလိုက်တယ်ပထမဆုံးအနေနဲ့ငကားတစ်ကောင်နဲ့တွားချတယ်ငကားရဲ့တိုက်ခိုက်မှုတွေကိုအတားလေးချောင်တင်ပြီးလက်စီမောပညာနဲ့အပြတ်ရှင်းလင်းလိုက်တယ်ငကားရဲ့နှလုံးသားကိုစိတ်ကူးတာဖို့လိုအပ်နေတဲ့သူစီတွားပေးလိုက်လို့ဂေးတစ်ခုလုံးမှာသူ့နာမည်ကဟိုးလေးကြော်ကြိုးကြားတွားခဲ့တယ်ညဘက်ရောက်တော့ခုနကခေါ်မှုပေါ်ကအမေအောင်ဝတ်ဆုံနဲ့လူ၃ယောက်ကစတိုးဆိုင်တစ်ခုကိုဝင်ရောက်စီးနေကြတယ်သူတို့ရဲ့မော်ဆာအုပ်ကိုတုံးပြီးအဆောင်တွေကိုဒလိလစ်တော်လုပ်လိုက်တယ်သူတို့တွေကတကယ်ကိုငယ်ရွယ်တဲ့ကလေးတွေဖြစ်နေပြီမဲ့ဆွမ်းအားတွေကတော့စောင့်ရပြင်းထန်တယ်ဆိုင်မန်နေဂျာကိုအတင်းကျပ်ချင်းချောင်းနေတော့ယူကီရောက်လာပြီးကဲတင်လိုက်တယ်သူကဟီးရိုးနာမည်ကိုအော်ပြောပြီးလက်နဲ့ချဖို့ပြောတယ်ဒါပေမဲ့တခိုးကလေး၃ယောက်ကသူ့ကိုကြောက်ရမယ်စားတူးဆုံကြီးကိုကြည့်ပြီးရဲကြီးနေကြပါတယ်အဲ့ဒါနဲ့ချကြတဲ့အခါယူကီကသူ့ရဲ့အဝါရောင်လက်စီတွေနဲ့၃ယောက်လုံးကိုအေးဆေးပဲအလဲထိုးလိုက်တယ်ဆိုင်မန်နေဂျာကြီးကကျေးဇူးတင်စကားပြောရင်ဗလက်ထိုင်းတဲ့ချိုကလက်တွေအချိန်မီပို့နိုင်တော့မယ်လို့ပြောလိုက်တယ်အဲ့ဒီတော့မှဒီကဘာမှာလဲဗလက်ထိုင်းတဲ့ရှိမှန်ယူကီတိတွားခဲ့ပါတယ်တိတ်မကြခင်မှာပဲတရားဝင်စူစမ်းစစ်ဆေးမှုတွေဖြစ်တဲ့ရေဘင်နဲ့ဒုတို့ရောက်လာကြတယ်ယူကီကမျက်နှာဖုံးဆွတ်ထားလို့ဖန်စီဖို့ကြိုးစားချပြီမဲ့ယူကီစကားပြောလိုက်တဲ့အခါအတန်ကိုကြားပြီးရေဘင်ရောဒုပါဘာတူလဲဆိုတဲ့အချက်ကိုတန်းသိသွားတယ်ယူကီကအလင်းသားပုံခွဲပြီးထွက်ပြေးသွားတယ်ရေဘင်ကလည်းသူ့လူတွေကိုမလိုက်ဖို့အမိန့်ပေးပြီးကူညီပေးလိုက်ပါတယ်ဒါပေမဲ့ဒုကတော့ယူကီမထွက်ပြေးသေးဘူးဆိုတဲ့အကြောင်းသိနေလို့အခန်းထဲမှာဆက်ချနေတယ်ဒုကယူကီကိုပုံမနေနဲ့မျိုးစုံကြီးကဆောက်ရရေးစရာကောင်းနေတယ်လို့လောင်လိုက်ပါတယ်ယူကီကအဲ့ဒီစကားကိုလက်မခံနိုင်ဘူးသူကအမေဝတ်စုံနဲ့ဆောက်ရမိုက်နေတယ်လို့ထင်နေတော့ပါပဲဒါပေမဲ့မျက်နှာဖုံးကိုချွတ်ပြီးမန်ထဲကိုကြည့်လိုက်တဲ့အခါမှာသူပြောတဲ့အတိုင်းရေးစရာကောင်းတဲ့ရုပ်ပေါက်နေမှန်သိသွားပြီးတဏီကုံဒီရုပ်ကြီးနဲ့တော်လာနေခဲ့ရတဲ့အဖြစ်ကိုတွေးပြီးချက်လို့အော်ဟစ်လိုက်တယ်နောက်နှစ်ယောက်တော့ယူကီကဂေးမှာစုရင်ဝင်တွတ်ထုတ်တယ်တစ်ဆက်တည်းမှာပဲဗလက်ထိုင်းတဲ့နီးလာလို့အမျိုးသမီးတွေကချီရတဲ့သူတွေကိုချိုကလက်ပေးဖို့ပြင်ဆင်နေကြတယ်ထေယို happiness မီကာနာနဲ့စီစီလီယာတို့ကဆိုဖီယာရဲ့လမ်းညွှန်မှုနဲ့ချိုကလက်တွေလုံနေကြတယ်စီစီလီယာကလူတစ်ယောက်တည်းအတွက်အရင်များနေတဲ့ချိုကလက်တွေလုံနေလို့မီကာနာကမေးတဲ့အခါမိဘမဲ့ကလေးတွေအတွက်လို့လိန်ပြောလိုက်တယ်တကယ်တော့စီစီလီယာကယူကီအတွက်အထူးတည်တံလုပ်ပေးနေပြီမဲ့ဘယ်သူကမှပေးမတိချင်ပါဘူးခရိုမန်ကတူဇင်နီဆိုဖီယာစီကနေပထမဆုံးချိုကလက်လက်ခံရရှိတယ်ချိုကလက်ကိုစားလိုက်တဲ့အခါတောင်းကင်ဘုံကိုရောက်သွားသလိုခံစားလိုက်ရပြီးသူကကဘာပေါ်မှာကန်အကောင်းဆုံးလူလို့တော့အော်ပြောလိုက်တယ်စီစီလီယာစီကဘာမှမရသေးတဲ့ယူကီကတော့ခရိုမန်ကိုကြည့်ပြီးဆောက်ရမနာလို့ဖြစ်နေတယ်ဂေးတကနေပြေးထက်သွားပြီးဒူးစီကိုတွားပြန်တယ်အဲ့ဒီမှာလဲဒူးကိုအမျိုးသမီးတူရဲကောင်းတယောက်ကချိုကလက်ပေးနေတဲ့မြေခွင်းကိုတွေးလိုက်ရတယ်ရေဘန်စီကိုဆက်တွားပြန်တော့လဲရေဘန်က happiness စီကနေချိုကလက်ရနေတဲ့မြေခွင်းကိုမြင်လိုက်ရပြန်တယ်ဇီတန်နဲ့ရောက်သွားတဲ့အခါဟီးရိုးဖြစ်တဲ့ယူကစီကိုမိန်းကလေးတွေတန်းစီပြီးချိုကလက်ပေးနေတဲ့မြေခွင်းကိုမြင်လိုက်ရလို့ယူကီတယောက်ဆင်းညစ်ဆုံးအခြေအနေကိုရောက်သွားခဲ့ပါတယ်ယူကကျုပ်ဖက်ထားပြီးမီကာနာစီကချိုကလက်ကိုအရင်ဆုံးလိုချင်လို့လာဆောက်နေပါတယ်မီကာနာကသူ့ချိုကလက်တွေကတိတ်မကောင်းဘူးလို့ကြိုပြောပြီးမယ်ယူကဂီးမဆိုင်ပါဘူးမီကာနာထုတ်ပေးလိုက်တဲ့ချိုကလက်ကမီရွေကဲကြီးလို့ဖြစ်နေတယ်ယူကီကဒါကြီးကိုဘယ်လိုများစားမလဲဆိုပြီးအံ့ဩနေပါတယ်ဒါပေမဲ့ယူကကတော့တတိရှိရှိနဲ့အဲ့ဒီချိုကလက်ကိုစားလိုက်တယ်ယူကချိုကလက်စားပြီးမီကာနာကိုကျေးဇူးတင်စကားတော့ပြောလိုက်သေးတယ်အဲ့ဒီနောက်မှယူကရုပ်ဖက်ထားမှန်းပေါ်သွားပြီးမင်းကလေးတွေအကုန်လုံးတူးစီကိုဝိုင်းအောင်သွားကြတယ်ယူကီလည်းမြုံနေချက်တွေကုန်ဆုံးပြီးစီစီလီယာရဲ့အိမ်ကိုတိုက်ရိုက်တွားလိုက်တယ်စီစီလီယာအိမ်မှာမရှိပါဘူးဒါပေမဲ့ချိုကလက်ကတော့ရလိုက်ပါတယ်ဘယ်သူစီကလဲဆိုတော့စီစီလီယာရဲ့အမေစီကနေရက်လိုက်တာပါစီစီလီယာစီကပဲလိုချင်ပေမဲ့မိခင်ဖြစ်သူကဆင်မကောင်းဖြစ်မှာဆိုလို့အာသနာနဲ့ပဲယူလိုက်ရပါတယ်ရုပ်တရက်ဒူရောက်လာပြီးအကျေးထောင်ကနေအန်ဘီထွက်ပြေးသွားပြီးမြို့ထဲမှာဘလူးကြီးစီးပြီးတော့တောင်းကျက်နေတယ်လို့သတင်းလာပေးတယ်ယူကအရင်ဆုံးတွားတားပြီးတော့ဘာလို့ဗလက်ထိုင်းတွေကိုဖျက်ဆီးခြင်းရတယ်လဲလို့မေးတယ်သူတို့တုံယောက်ကယူကလိုရုပ်ချောတဲ့သူတွေကတူတူလို့ချိုကလက်မရတဲ့သူတွေရဲ့နာကျင်မှုကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးလို့ပြန်ပြောတယ်သူတို့မပြောရင်ဘယ်သူမှမပြောရဘူးဆိုပြီးဆက်တောင်းကျနေကြတယ်အဲ့ဒီအချိန်မှာယူကီရောက်လာပါတယ်သူကဆက်ရှင်ဝင်မချပဲစကားရင်တွားပြောတယ်ယူကီကသူလည်းအခုထိချိုကလက်မရသေးဘူးဒါပေမဲ့အဲ့ဒီအတွက်နဲ့တခြားသူတွေရဲ့ပျော်ရွှင်မှုကိုမဖျက်ဆီးတင်ဘူးလို့စာနာနားလည်မှုနဲ့ဖြောင်းပြတယ်နေမကုန်သေးလို့မျိုးနေချက်ထားပြီးစောင့်ကြည့်ဖို့ပြောပြီးမဲ့စကားပြောလို့မရပဲတိုက်ပွဲဆဖြစ်ကြတယ်အပြန်လည်ချကြပြီးနောက်ယူကီကအနိုင်ရသွားပါတယ်တောင်းကျခဲ့တဲ့ခေါင်းဆောင်ကယောက်ျားလေးရုပ်ပေါက်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပြီးဘဒူမတူစီကချိုကလက်မလိုချင်ကြလို့စိတ်တူနေလို့ဖြစ်ပါတယ်ယူကအရှင်းနဲ့လောက်ထားတဲ့ချိုကလက်ဆိုရင်ဘဒူစီကဖြစ်ဖြစ်လက်ခံပါလို့ပြောပြီးနှစ်သိပ်ပေးလိုက်တယ်မိန်းကလေးစိတ်ပြေသွားပြီးမဲ့ယူကပဲနာမည်ကောင်းဝတ်ယူသွားလို့ယူကီကဆောက်ရန်ဒေါ်ရထွက်သွားတယ်နေဝေချင်းရောက်တော့ယူကီစီကိုစီစီလီယာစီကပါစက်တော့တစ်ခုရောက်လာတယ်ယူကအဲ့ဒါတခြားလူတွေကိုလည်းပေးတဲ့ကုကီတွေပါကွာလို့ပြောလိုက်လို့ယူကီစိတ်တက်ကြသွားတယ်ဒါပေမဲ့လက်ဆောင်ဘူးကိုဖွင့်လိုက်တဲ့အခါယူကီရဲ့ရင်ဘတ်ထဲမှာလိပ်ပြတွေပြန်တန်းသွားသလိုခံစားလိုက်ရတယ်အထင်မှာကုကီတွေအပြင်စီစီလီယာကိုယ်တိုင်သူတယောက်ထဲအတွက်အထူးဖန်တီးပေးထားတဲ့ကိတ်မို့တစ်ခုပတ်ဝန်းနေတယ်စင်ညစ်စရာတွေပြင်းနေတဲ့နေ့လေးကအလက်ပဆုံးအရှိရနံ့တွေနဲ့အဆုံးသက်သွားခဲ့တယ်နောက်နေ့ယူကီကအိမ်လက်ကဖေးဖို့အလုပ်သေးချဖို့ဂေးမှာစကားပြောနေတယ်နှစ်ဆိုပြင်ခစ်တုံးကအိမ်လက်ကပေးစရာမလိုခဲ့တဲ့အချိန်တွေကိုလမ်းဆွနေမိပါတယ်ကုန်တဲ့ဂေးကနေကန်းကြီးနာကတခုဖမ်းပေးမယ်အလုပ်တခုရှိတယ်လို့ပြောပြတယ်ယူကီကတခုဖမ်းဖို့ထက်အဲ့ဒီကန်းကြီးမှာစီစီလီယာနဲ့ဒိတ်လို့ဖို့ကိုပဲစိတ်ကူးရင်နေတာပါဒါပေမဲ့စီစီလီယာကတပတ်လုံးအလုပ်တွေပြင်းနေတယ်ဆိုတဲ့အကြောင်းသိလိုက်ရတယ်ဒီကိစ္စကို happiness ကိုတွားပြောပြတော့ happiness ကသူ့ကိုအယူလို့ပဲပြောလိုက်တယ်ဒါပေမဲ့ယူကီခေါင်းထဲမှာအစီအစဉ်တစ်ခုပေါ်လာတယ်သူကစီစီလီယာစာ Ribbon နဲ့ happiness တို့ကိုခေါ်သွားပြီးသူတို့နှစ်ယောက်တန်ရောစင်ပို့လာအောင်ဖန်တီးပေးဖို့ဆုံးဖြတ်လိုက်တယ်ချိန်ထားတဲ့နေရာကို Ribbon ရောက်လာတဲ့အခါ happiness ပါနေတာကိုမြင်ပြီးအောင်တွားခဲ့ပါတယ်ယူကီကတော့ happiness စာတိုက်ခိုက်ရေးမှလည်းတော်တယ်လို့ကိုလည်းကာဝယ်နိုင်တဲ့သူဖြစ်ကြောင်းရှင်းပြလိုက်တယ် Ribbon ကတော့သူရှိရတဲ့အမျိုးသမီးကြောင့်အခုမှတီးခွင့်ရလို့ရင်းထဲမှာတမျိုးကြီးဖြစ်သွားခဲ့ရတယ်ခီးဆုံရောက်တာနဲ့ယူကီကသူတို့နှစ်ယောက်ကြားအရှက်ပန်လေးတွေပွင့်လန်းပါစီတော်ဆိုပြီးချောင်ပေးလိုက်တယ်ဒါပေမဲ့ happiness ကတော့အရှက်ထက်အလုပ်ကိုပဲအာရုံစိုက်နေခဲ့ပါတယ်သူကလည်းတော်တော်ဖြစ်ပွားနေတဲ့ပစ္စည်းခိုးမှုတွေကြောင့်စုံစမ်းဖို့ဒီတက်ခံတရားကိုတွားမေးပြီးမဲ့သူရဲ့ဆက်ဆံရေးအရေးရှင်းကတော့မူဂျူကလေးလောက်တော့မရှိတာကြောင့် Ribbon ကပဲကြားဖျက်ဝင်ကူလိုက်ရတယ် Ribbon ကစကားမပြောပဲမိကုန်းတွေကိုစားနေပြီးမေးပြန့်ခဲ့တယ်အဲ့ဒီလူကတော့သူတို့ပစ္စည်းတွေဟာစောင်းကြီးနေတဲ့ကြားကဘလို့ပြောက်တော်မှမသိလို့ဖြေချခဲ့တယ်တင်မော်ဓာတ်တွေကတော့အချင်းချင်းတန်တရားဝင်နေကြပြီမဲ့ပင်နယ်ဓာတ်တွေဟာအမှုတာမပြောဘူးဆိုပြီးသူတို့ကိုသူတို့အပြစ်ကင်းကြောင်ပြောဆိုနေကြတယ်အပြစ်ကင်းတဲ့ happiness ကတော့တာကုန်ယုံကြည်တွားခဲ့တယ်အဲ့ဒီနောက်မှာတော့ Ribbon ကစုံစမ်းစစ်ဆေးမှုကိုဆက်လုပ်နေပြီးယူကီလည်းအနားကိုရောက်လာခဲ့တယ် Ribbon ကပစ္စည်းတွေဟာညတိုင်းဘလို့ပြောင်းနေမှမသိဘူးလို့ရှင်းပြနေတော့မှာပဲကင်းဆောင်တယောက်ကညတိုင်းရည်တူးမတစ်ချင်းနဲ့ကြားလက်ချီကြောင်ပြောပြလာပါ
ပါတယ်ဒါကိုကြာတော့ယိုဂီကဂျီဒူမာနဲ့တွေ့ရတော့မယ်ဆိုပြီးအဒီပေါက်ကြီးဆစ်လို့ရှားနေခဲ့တယ်ညနေဆောင်တော့သူတို့တုံရောက်ထိုင်ကုန်မှာမုံထိုင်စားနေရင် Happiness က Raven အတွက်ပါမုံအပူဝေပေးထားခဲ့ပါတယ် Raven ကမုံကအရန်ရှူတယ်လို့မရှက်ပေးချိန်မှာယိုဂီကတော့မုံထက်မတို့နှစ်ယောက်ကြားကအရှင်တွေကပိုရှိုးနေတာပါဆိုပြီးဂျားတွေကနေခနဲ့လိုက်ပါသေးတယ်စီးပွားရေးအကြောင်းပြန်ပြောကြတဲ့အခါမှာတော့တမျိုးလုံးကတင်မော်တာတွေဟာဂျီဒူမာတကောင်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကို Raven ကရရှိခဲ့တယ်ဒါဟာနောက်ကမှတစ်ခုခုရှိနေပြီဆိုတာတီးလိုက်တဲ့ Raven ကအရှင်တွေဟာမိစ္ဆာတွေနဲ့တိုက်ပွဲဖြစ်တဲ့အထိတွားနိုင်တာကြောင့် Happiness ကိုနောက်မှပဲနေခဲ့ဖို့တောင်းဆိုခဲ့တယ်သူကအရင်တုန်းကမိစ္ဆာတွေအကြောင်းပြက်စီးသွားတဲ့ကြီးရွာအကြောင်းနဲ့သူမကယ်တင်နိုင်ခဲ့တဲ့အတက်ပေါင်းများစွာအကြောင်းကိုပြောပြပြီး Happiness ကိုဘေးကင်းစေချင်ခဲ့တာပါဒါပေမဲ့ Happiness ကတော့နားမထောင်ပဲအရှိကနေဥဆောင်ပြီးစုံစမ်းဖို့ထွက်သွားခဲ့တယ်သူတို့ရဲ့စုံစမ်းမှုကနေပင်လယ်နဲ့ဆက်တွေ့ထားတဲ့ဂူတစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာခိုးယူခံရတဲ့ပစ္စည်းတွေကိုပါတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အရန်ကိုလှပ်ပါတဲ့ရေတူမလေးတစ်ကောင်ရေတွေကနေထွက်ပေါ်လာခဲ့တယ်သူမကသူတို့ကိုမြင်တာနဲ့လူတွေကိုအိမ်မောကျစီတဲ့တခြင်းကိုဆဆူပါတော့တယ်ယိုဂီတောင်မိုင်းအရှင်စကိုမနေအောင်ထားရတဲ့အရှင်တွေမှာ Happiness ကသူမရဲ့ကိုယ်ပိုင်တခြင်းနဲ့ပြန်လဲတုတ်ပြန်ပြီးရေတူမရဲ့တခြင်းနဲ့ကိုလွှမ်းမိုးလိုက်တယ်ရေတူမလေးထွက်ပြေးဖို့ကြိုးစားပြီးမဲ့ယိုဂီနဲ့ Raven တို့ကပိတ်ဆို့ထားလိုက်နိုင်တယ်ရေတူမလေးကသူမအတိတ်ခံရလဲကိစ္စမရှိပေမဲ့လူတွေဖမ်းထားတဲ့သူမရဲ့တင်ငယ်ချင်းကိုကယ်ပေးဖို့ငိုယိုပြီးတောင်းပန်มาတော့တယ်အတိတ်ကဒဏ်ရာတွေရှိနေတဲ့ Raven ကဒါကိုမယုံကြည်ပေမဲ့ Happiness ကတော့ရေတူမလေးဘက်ကနေကောက်ွယ်ပေးခဲ့တယ်ယိုဂီကလည်းသူမပြောတာကိုနားထောင်ကြည့်ဖို့အကြံပေးတာကြောင့် Raven နဲ့နောက်ဆုတ်ပေးလိုက်ရတယ်ရေတူမလေးနာမည်က Chick ပါသူမရဲ့တင်ငယ်ချင်းကိုတက်ပြစ်မယ်လို့ချင်းချုပ်ခံရတာကြောင့်ပစ္စည်းတွေကိုခိုးပေးနေရတာလို့ရှင်းပြတယ် Happiness က Raven ရဲ့လက်ကိုကင်ပြီးယုံကြည်ပေးဖို့တောင်းဆိုလိုက်တဲ့အခါမှာတော့ခက်တဲ့ Raven တယောက်လည်းအရှုံးပေးပြီးစုံစမ်းဖို့တဘောသူလိုက်ရတယ်တကယ်တော့ဒီကိစ္စရဲ့နောက်ကွယ်မှာတင်မော်တာတွေပဲရှိနေကြတာပါသူတို့ဟာပစ္စည်းတွေကိုလာသိမ်းတဲ့အချိန်မှာ Raven ကထွက်ပေါ်လာပြီးရေဆန်လိုက်တယ်အပြစ်မရှိတဲ့ရေတူမလေးကိုတုံးချပြီးလှုပ်ကြံခဲ့တဲ့ဒီလူယုံမာတွေကို Raven ကဒေါရတကြီးနဲ့တယောက်ချင်းစီကိုနေနေမှာတော့တယ်ယိုဂီကဝင်ကူဖို့ကြိုးစားပြီးမဲ့ Happiness ကသူ့ကိုဘေးပယ်ခိုင်းပြီးသူမရဲ့လေထက်မော်ပညာနဲ့အဲ့လူကိုဆော့ဘလော့တီးလိုက်တယ် Raven လည်း Happiness ရဲ့ဆွမ်းဆောင်ရည်ကိုမြင်ပြီးအံ့ဟောတွားခဲ့ရတယ်သူတို့ကရေတူမလေးကိုဖမ်းထားတဲ့နေရာကိုတွားကဲထုတ်ခဲ့ပြီးတင်ငယ်ချင်းတယောက်ကိုပြန်ဆောင်ပေးလိုက်နိုင်တယ်အရာအလုံးအဆင်ပြေတွားတဲ့အခါမှာတော့ရေတူမလေးတွေကကျေးဇူးတင်တဲ့အနေနဲ့တချင်းစုပြခဲ့ကြတယ် Raven ကလည်းရေတူမလေးကိုမယုံကြည်ခဲ့တဲ့အတွက်တောင်းပန်တဲ့အခါရေတူမလေးကသူ့ကိုကျေးဇူးတင်တဲ့အနေနဲ့နမ်းလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ Happiness တယောက်တဝန်းတူတွားပြီးယိုဂီကိုဘေးတွန်းထုတ်က Raven ကိုသူမကိုယ်တိုင်ထန်ထန်လိုက်ပါတော့တယ်ဒီကိစ္စကိုစီစဉ်ပေးခဲ့တဲ့ယိုဂီခင်ဗျတော့အရေးကြီးတဲ့အခန်းကိုမမြင်လိုက်ရပဲဖြစ်ခဲ့ရပါတယ်နောက်နေ့မှာထီကယိုဂီစီကိုစီစီလီယာစီကဖိတ်စာတစ်စောင်လာပို့ပေးတယ်ထီကစီစီလီယာအိမ်မှာအလုပ်လုပ်တဲ့လူဖြစ်ပြီးအားလျက်မတောင်ယိုဂီစီကိုလာပို့ပေးတာပါတကယ်တော့သူမကယိုဂီခန်းထဲကဂိုဘလင်ရုပ်ထုကိုကြိုက်လွန်းလို့လာတာဖြစ်ပြီးအဲ့ဒီရုပ်ထုကိုကြောက်ခဲတွေကျွေးပြီးစကားတွေပြောနေတာကိုမြင်တော့ယိုဂီတောင်ကြောင်သွားခဲ့ရတယ်အဲ့ဒီနောက်ယိုဂီကစီစီလီယာအိမ်ကိုတွားပြီးလက်ဖေးတောက်ရင်စကားပြောကြပြီမဲ့သူတို့ကြားမှာအရင်လိုခန်းစားချက်တွေပွင့်လင်းမှုမရှိသလိုခန်းစားနေရတယ်ယိုဂီကအိမ်ပြန်ဖို့ထွက်လာပြီးမဲ့စိတ်ထဲမှာတမျိုးကြီးဖြစ်နေတာကြောင့်မတိမတာပြန်လဲသွားပြီးစီစီလီယာဘာလို့နေလဲဆိုတာခိုးကြည့်ခဲ့တယ်အဲ့ဒီမှာစီစီလီယာဟာမိစ္ဆာဘင်းကိုနေပြီးတာတောင်မှကဘာကြီးကိုကောက်ဝယ်ဖို့အတွက်ပြင်းပြင်းထန်ထန်လေးချင်းနေတာကိုမြင်ပြီးချီကျူးမိသွားခဲ့တယ်နောက်တော့ယိုဂီကသူ့တငယ်ချင်းဒူနဲ့တွေ့ပြီးအကြံဉာဏ်တောင်းခဲ့တယ်ယိုဂီကစီစီလီယာကိုခိုးကြည့်ခဲ့တဲ့အကြောင်းပြောပြတော့စစ်တပ်ထဲရောက်နေတဲ့ဒူကဒါဟာတရားမဝင်ကျူးကျော်မှုပဲလို့ပြန်ပြောလိုက်ပါသေးတယ်ဒူကယိုဂီကိုစီစီလီယာနဲ့ဆက်ဆံရေးမှာဒီထက်ပိုပြီးပြပြတတာလုပ်ဖို့မဟုတ်ရင် fresh စုံထဲမှာပဲတက်လုံးပေးမိနေလိမ့်မယ်လို့သတိပေးလိုက်တယ်အဲ့ဒီနောက်မှာတော့မီကာနာနဲ့ရီဘန်တို့ပါရောက်လာပြီးစီစီလီယာအကြောင်းဆွေးနွေးကြတယ်မီကာနာကစီစီလီယာဟာတိုက်ခိုက်ရေးတွေမကပဲအဖွဲ့ရဲ့ငွေကြေးနဲ့စီမံခန့်ခွဲမှုအဝဝကိုတာဝန်ယူပေးထားတဲ့အဖွဲ့ရဲ့အဓိကကြိုးရိုးဖြစ်ကြောင်းစီစီလီယာမှာအရင်ကနာမည်ပြောင်းတစ်ခုရှိခဲ့တဲ့အကြောင်းကိုမတော်တဆလွတ်ခနဲ့ပြောမိတော့ပါတယ်ဒါကိုကြားသွားတဲ့စီစီလီယာကတော့ချက်ကိုချက်ကန်နဲ့မီကာနာကိုဆွဲခေါ်ပြီးအမြန်မဲ့ထွက်သွားခဲ့တယ်စီစီလီယာရဲ့နာမည်ပြောင်းကိုတူကိုတိုင်ပြောပြဖို့မတင်တော့ဘူးဆိုတာယိုဂီကိုတနေရာကိုခေါ်သွားခဲ့တယ်အဲ့ဒီနေရာကတော့စီစီလီယာအမြဲတမ်းစီဒနာဝန်နဲ့လှုပ်ပေးလေးရှိတဲ့မိဘမဲ့ဂေဟာလေးပါပဲဂေဟာကကလေးတွေကရေဘန်ကိုမြင်တာနဲ့တွေးအေးတဲ့ဓမ္မကြီးလို့ဝိုင်းခေါ်ကြတာမို့ဒါဟာတူရဲ့နာမည်ပြောင်းဆိုတာသိတာနေပါတယ်ခဏနေတော့ကလေးတယောက်ကမေတော်ကြီးရောမပါဘူးလားလို့မေးလိုက်တဲ့အခါမှာတော့ယိုဂီတယောက်စီစီလီယာရဲ့နာမည်ပြောင်းဟာမေတော်ကြီးဆိုတာကိုတန်ပြီးရိပ်မိတော့ပါတယ်အပြန်လမ်းမှာယိုဂီကဒီလောက်ကောင်းတဲ့နာမည်ကိုဘာလို့စီစီလီယာကရှက်နေရတာလဲလို့ရေဘန်ကိုမေးပါတယ်ရေဘန်ကတော့ဒါကိုမင်းကိုယ်တိုင်ပဲရှာဖွေကြည့်ပါမင်းတို့ရှိမှအရှင်တွေအများကြီးရှိပါသေးတယ်လို့အကြံပေးလိုက်တယ်ဒါပြင်သူတို့နှစ်ယောက်ကြားကတန်ရုံးစင်ပိုခန့်မြဲတော့အောင်စီစီလီယာနဲ့အတူ quest တခုအတူတူတွားဖို့လဲတိုက်လွန်ခဲ့တယ်နောက်တနေ့မနက်မှာတော့ယိုဂီတယောက်သူ့ရဲ့အရှိဦးစီစီလီယာနဲ့ဆွမ်းစာကန်ထွက်ရတော့မယ်ဆိုပြီးရေကုန်စစ်လို့ချားစွာစောင့်နေတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကူးရင်အိမ်မက်ကိုဖျက်ဆီးလိုက်တာကတော့မီကာနာပါပဲရေဘန်ကသူတို့နှစ်ယောက်တည်းတွားရင်အန်ဒီရဲ့များမှာဆိုလို့မီကာနာကိုပါအဖော်ထည့်ပေးလိုက်တာဖြစ်တယ်ယိုဂီကတော့ထုံးစံတိုင်းရှိကားနဲ့အကုန်ချပြစ်မယ်ဆိုပြီးစွတ်လို့ဖို့ပြင်ပေးမယ်မီကာနာကတော့နေ့အစီအစဉ်ကတိတ်လွန်းတယ်ဒီ quest ကစီစီလီယာရဲ့အစွမ်းထဲမှာအဆင်ပြေမှာလို့ဆိုတာစီစီလီယာကိုပဲအဖွဲခေါင်းဆောင်တင်လိုက်တယ်လေးယောက်တည်းအပြစ်ပဲခံစိုင်ကြီးတဲ့ကိုရောက်လာကြတယ်အဲ့ဒီမှာစီစီလီယာကသူမရဲ့မြင့်မြတ်တဲ့မန်နရီနဲ့အန်ဒက်တွေကိုတတုပ်ပြီးတတုပ်အေးဆေးပဲရှင်းလင်းပြခဲ့တယ်ယိုဂီကလည်းသူမအနာမှာကပ်ပြီးရေးတိုက်လိုက်အဖော်လုပ်ပေးလိုက်နဲ့အမတ်ကြီးကိုကြိုးစားနေခဲ့တယ်နောက်ဆုံးခန်းထဲရောက်တော့အန်ဒက်ဘရင်ကြီးကိုတွေ့လိုက်ရတယ်စီစီလီယာကဒီဘရင်ဟာတာမန်အန်ဒက်တွေထက်တိတ်မတာပါဘူးလို့ပြောလိုက်တာနဲ့ယိုဂီတယောက်အစွမ်းပြဖို့အတွက်ရှေ့ကိုပြေးထွက်သွားတယ်အန်ဒက်ဘရင်ကဓာတ်နဲ့ပြန်တိုက်ပေမဲ့ယိုဂီကပပလေးချောင်ပြီးနောက်ပြန်ကန်ချမ်းတဲ့ဘရင်ကြီးရဲ့တရက်ဖူကိုကန်ချပစ်လိုက်တယ်အခုတော့မင်းကတာမန်အယိုးစုလေးပဲပေါ့ဆိုပြီးလောင်ပြောင်လိုက်တဲ့အခါမှာတော့ဒူဆက်နာကအန်ဒက်ဘရင်ကြီးဟာကြောက်စရာကောင်းတဲ့လူဆိုးတယောက်လို့မဟုတ်ပဲတူတရက်ဖူလေးပြက်စီသွားလို့ဝမ်းနေနေတဲ့ကလေးတယောက်လို့ဖြစ်သွားတယ်ဒါကိုမြင်ရတဲ့စီစီလီယာနဲ့တခြားသူတွေကယိုဂီရဲ့လူရဲ့ဟာအရန်ကိုရိုင်းဆိုင်လုံးနဲ့လို့ပြစ်တင်ကြတယ်စီစီလီယာကတော့ဒီဘရင်ဟာအရင်တုန်းကတကယ်နိုင်ငံတစ်ခုကိုအုပ်ချုပ်ခဲ့သူဖြစ်နိုင်တာကြောင့်တရက်ဖူပေါ်တယောက်စင်ကြီးနေတာဖြစ်မယ်လို့တနာကရုတာနဲ့တုံးသက်ခဲ့တယ်ဒါကြောင့်တူမဟာအစင်းမြင့်မန်ဒန်ကိုတုံးပြီးဘရင်ကြီးကိုသူ့ရဲ့တရက်ဖူနဲ့အတူကောင်းမွန်စွာအနားယူနိုင်အောင်ဆစ်လွတ်ပေးလိုက်တယ်မန်ဒန်အရှင်ကြောင့်စီစီလီယာတယောက်လမ်းမလျှောက်နိုင်အောင်အားနဲ့တွားတဲ့အခါယိုဂီကတော့အခွင့်အရေးကိုလက်မလွတ်ခဲ့ပါဘူးတခြားတွေကိုပတ်ဝန်းကျင်စစ်ဆေးခိုင်းလိုက်ပြီးစီစီလီယာကိုတူကူတိုင်ပွေ့ချီ
ချီကကြက်ထားလုံးစီခေါ်သွားခဲ့တယ်နောက်တနေ့မှာတော့ယူကီကသူမရဲ့နာမည်ပြောင်းအကြောင်းကိုမေးကြည့်တယ်စစ်စီလီယာကတော့စိတ်ပြက်လက်ပြက်နဲ့အရင်တုန်းကယူကာကိုကျမချက်ကျွေးပြုစုပေးတာတွေကအမေတယောက်နဲ့တူလုံးလို့သူကမေမေလို့စခေါ်ရကနေဒီနာမည်ဖြစ်လာတာပါလို့ဖွင့်ပြောလိုက်တယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့ယူကီတယောက်ရဲချင်းစိတ်ကိုမနှဲအောင်ထားရင်းနဲ့ပဲအဲ့ဒီနေ့လေးဟာဟာတာလေးတွေနဲ့ကုံဆုံးသွားခဲ့တယ်နောက်နေ့မှာရုပ်ထုမိတ်ဆာလေးဂိုင်းကသူ့ကိုကြောက်မြက်ရတနာတွေကျွေးမွေးပြုစုနေတဲ့ထေးကိုအားနာတာကြောင့်ကိုယ်တိုင်ပတ်စံရှာခြင်းတယ်လို့ယူကီကိုပြောလာတယ်ယူကီကလည်းဂိုင်းရဲ့စိတ်သက်ကိုတဘောကျတာကြောင့်သူ့ကိုရုပ်ဖြတ်ပေးပြီးစွန့်စားသူများအဖွဲ့စီခေါ်သွားပြီးဂိုင်းရဲ့ရုပ်ဖြတ်ထားတဲ့ပုံစံကကြောက်စရာကောင်းနေလို့အဖွဲ့ဝင်အဖြစ်လက်ခံဖို့ဝေခွဲမရဖြစ်နေပေမဲ့ခလီမန်ကတော့ယူကီကိုအားနာတာနဲ့ခွင့်ပြုချက်ပေးလိုက်တယ်အဲ့ဒီနောက်မှာတော့ယူကီကလူတွေမှာဂိုင်းကိုလိုက်လံပြတာရင်စွန့်စားသူတယောက်ဖြစ်ဖို့ဆိုရင်လက်နဲ့တစ်ခုခုလိုအပ်ကြောင်းမိစ္ဆာဆွမ်းလေးကိုတုံးရင်လူမိတွားနိုင်ကြောင်းသတိပေးခဲ့တယ်အဲ့ဒီချိန်မှာပဲအဖွဲ့ရုံးအပြင်ဘက်မှာမင်းကြီးတယောက်ကယူကီကိုစောင့်နေတယ်ရုပ်ဖြတ်ထားပြီးမဲ့လေထက်မြက်လာတဲ့စီစီလီယာကတော့ယူကီမန်တန်းသိနေခဲ့တယ်ဂိုင်းကကိုရှိရာကိုပေါ်ရက်တီချင်းလို့အလုပ်လုပ်တာကိုတီရွာတဲ့စီစီလီယာကလည်းဒီနေ့စွန့်စားခန်းမှာအတူလိုက်ခဲမယ်လို့ဆိုတယ်သူတို့ပထမဆုံးရတဲ့အလုပ်ကတော့ပျောက်ဆုံးနေတဲ့ကြောင်လေးတစ်ကောင်ကိုရှာပေးဖို့ပါယူကီကသူ့ရဲ့အနက်ခံအာယုံနဲ့လျှက်စီဆွမ်းကိုတုံးပြီးကြောင်လေးကိုခဏလေးနဲ့ရှာဖွေနိုင်ခဲ့တယ်ဒုတိယအလုပ်ဖြစ်တဲ့ဆေးဘက်ဝင်ပင်ရှာဖွေတာနဲ့တတိယအလုပ်ဖြစ်တဲ့ဂိုဘလင်းနေနေတာတွေကိုလည်းဂိုင်းကသူ့ရဲ့လက်နက်အတင်းနဲ့ကြွကြစ်စွာလှုပ်ဆောင်နိုင်ခဲ့တယ်အလုပ်တွေပြီးဆုံးသွားတဲ့အခါဂိုင်းကတော့အတွေ့အကြုံရသွားပြီဖြစ်လို့နောက်ဆိုရင်တယောက်တည်း quest တွေတွားချင်းနဲ့လို့ခွင့်တောင်းပြီးထွက်ခွာသွားခဲ့တယ်အခုတော့ယူကီနဲ့စီစီလီယာနှစ်ယောက်တည်းကြံခဲ့ပါပြီယူကီက Iran quest တစ်ခုတွားဖို့ရှိတယ်လို့ပြောတဲ့အခါမှာတော့စီစီလီယာကရက်တော့ကြာမှဖြစ်ပေမဲ့လည်းအတူလိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီ quest ကတော့ရှေ့အောင်သူတည်တင်လာပညာရှင်တယောက်ကငါးရန်ထားတာဖြစ်ပြီးရှေ့အောင်အဆောက်အုံတစ်ခုကိုတေချာစစ်ဆေးဖို့ဖြစ်ပါတယ်ခီးလန်းကကြံတန်းပြီးပြင်ပရမှာဖြစ်ပေမဲ့လည်းသူတို့နှစ်ယောက်တည်းရဲ့တီးတဲ့ခီးစဉ်လေးကတော့စတင်နေပါပြီခီးဆက်ရဲ့ညမောင်ကနေမှာစီစီလီယာကပြင်ပနေပြီဖြစ်လို့စကန်ချဖို့ပြောပါတယ်လူပြိုလေးယူကီတယောက်တော်ထဲမှာစီစီလီယာနဲ့နှစ်ယောက်တည်းအိပ်ရတော့မယ်ဆိုတဲ့အသီးကြောင့်ဆောင်းအန်ကိုဆစ်လို့ရှာနေပါတယ်သူကအစားတောက်ချရင်စစ်ကိုအတင်းကျပ်ထင်းချုံနေရပြီးဒီညကိုအဆင်ပြေပြေကြော်ဖျက်နိုင်ဖို့ကိုအားပေးနေတယ်သူကတတိတွေအများကြီးရှာဖွေပြီးစီစီလီယာစီပြန်လာခဲ့တယ်လို့သူတို့နှစ်ယောက်ဘေးကင်းမို့အတွက်လည်းသူ့ရဲ့မော်အတန်းနဲ့ကာကွယ်စီးတွေကိုတတိရှာထားပေးပါတယ်ထမင်းစားတဲ့အချိန်မှာစီစီလီယာကယူကီကိုမျက်နှာဖုံးချိုတောက်ဆိုပါတယ်ဘယ်သူမှလည်းကြီးနေတာမဟုတ်သလိုအတူတူထမင်းစားနေတဲ့အချိန်မှာမျက်နှာကိုမြင်နေတာကမင်္ဂလေးတယောက်ရဲ့တဘွားပဲဖြစ်ပါတယ်ဒါပေမဲ့ရှက်သက်လုံးနဲ့ယူကီကတော့သူရှိရတဲ့သူရှိမှာမျက်နှာပြဖို့တော်တော်လေးဝန်လေးနေတယ်နောက်ဆုံးမှတော့စီစီလီယာကထမင်းစားတဲ့အခါမျက်နှာဖုံးဆွတ်ထားတာရင်ကျေးမှုမရှိဘူးဆိုပြီးဆွတ်ခိုင်းလိုက်လို့ယူကီတယောက်အချုံးပေးလိုက်ရတယ်စီစီလီယာရှက်ကြွေတဲ့စိုးပြုတ်ကိုတောက်ရင်ယူကီတယောက်ပျော်ရွှင်နေတယ်လို့သူမရဲ့လက်ရကကဘာပေါ်မှာအကောင်းဆုံးပဲလို့လည်းချီးကျူးလိုက်တယ်ဆက်တောက်ပြီးလို့အိတ်ခါနေမှာစီစီလီယာကယူကီနဲ့စကားတွေအများကြီးထပ်ပြောကြည့်နေပြီမဲ့ယူကီကတော့အယိုးခန့်ကြီးဖြစ်လို့ဒါကိုရိပ်မိခြင်းမရှိပါဘူးစီစီလီယာကလည်းတရိုက်ပြောဖို့ရှက်နေတာကြောင့်နောက်ဆုံးမှတော့နှစ်ယောက်တာအိတ်ဆက်လိုက်ကြတယ်ဒါပေမဲ့စီစီလီယာကတော့ချက်ချင်းအိမ်မပြောနိုင်သေးပါဘူးသူမရဲ့စိတ်ထဲမှာလေးလျက်နေတဲ့အတိတ်တခုရှိနေတယ်အဲ့ဒါကတော့အိန္ဒိယနိုင်ငံကအာဏာရှိတဲ့မင်းသားတစ်ပါးကသူမကိုလက်ထပ်ခွင့်တောင်းထားတဲ့ကိစ္စပဲဖြစ်ပါတယ်နိုင်ငံရေးအရာညှင်းဖို့ခက်ခဲနေပြီမဲ့တကယ်လို့သူမရဲ့ပုဂ္ဂိုလ်ရေးအရဆုံးဖြတ်လို့ရမယ်ဆိုရင်တော့ဒီလက်ထပ်ပွဲကိုစောက်ယူမဆိုင်ပဲအစားအသောက်မကျန်အောင်ဖျက်ဆီးပြမှာဖြစ်ပါတယ်နောက်တနေ့မှာတော့သူတို့စူဇန်ရမယ်ရှေးအောင်နေရာကိုရောက်လာခဲ့တယ်သူကပတ်ဝန်းကျင်ကိုမထိခိုက်စေပဲရန်သူတွေကိုနေနေနိုင်တယ်မော်ကိုတုံးလိုက်တယ်ဒီတက်ကရန်သူတွေကိုသူတို့အရှင်းဆုံးအရာတွေကိုမြင်အောင်လုပ်ပြီးလမ်းလွဲစီတာဖြစ်ပါတယ်စူဇန်မှုတွေအောင်မြင်ပြီးဆုံးသွားတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာခရီးမက်စီကနေအဖိုးခါတွေအများကြီးရရှိခဲ့တယ်ဒီကြားထဲမှာယူကီဒုက္ခနဲ့ရေဘန်တို့၃ယောက်ကဖေးတစ်ခုမှဆုံကြတယ်သူတို့အားလုံးရဲ့အခက်ခဲကတော့သူတို့ရှေ့ရတဲ့သူတွေနဲ့အရှင်ပို့ပေးနေတာပဲဖြစ်ပါတယ်ယူကီကစွတ်စားကန်အယောင်ဆောင်ပြီးသူတို့အားလုံးတူတူခီးတွားဖို့အကြံပေးတယ်ဒါပေမဲ့လူငယ်ပီတာတဲ့ဒုကဘာလို့တာမန်လူတွေလိုဒိတ်မခေါ်တာလဲလို့မေးလိုက်တဲ့အခါမှာစီနီယာနှစ်ယောက်လိုအကြံရသွားတယ်ဒုကတော့သူ့ရဲ့စီနီယာတွေဒီတော့တုံးအားတာကိုစိတ်ထဲကနေလောင်ပြောင်းနေပြီးမဲ့သူကိုယ်တိုင်လည်းလှုပ်ဖို့ကံမဲ့အေရန်ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်နောက်ဆုံးမှာတော့သူတို့6ယောက်လုံး triple date ထွက်ဖို့ဆုံးဖြတ်လိုက်ကြတယ် happiness ကစင်းတဲ့ဖျားတွေကိုကွန်ပျူတာရုပ်ထုတွေရှိတဲ့နေရာကိုတွားကြည့်နေလို့ပူးစားပါတယ်စီစီလီယာနဲ့ရေဘန်ကတော့လူတွေအများကြီးရှိမဲ့နေရာမို့လို့စိုးရိမ်နေပြီမဲ့ happiness ရဲ့ဇွတ်တရွတ်နိုင်မှုကြောင့်လိုက်တွားကြရတယ်အဲ့ဒီမှာ happiness ကရေဘန်ရဲ့ရုပ်ထုကိုကြည့်ပြီးဂုဏ်ယူနေတယ်လို့ရေဘန်ကိုလည်းကိုယုံကြည်မှုရှိဖို့အားပေးပါတယ်ဒါပေမဲ့အပြော်တွေပြတ်သွားတာကတော့net တယောက်ရောက်လာပြီးရေဘန်ရဲ့မိန်းကလေးဆန်တဲ့အတန်းကိုစောက်ရဆိုင်လောင်ပြောင်လိုက်တာပဲဖြစ်ပါတယ်ရေဘန်ခင်ဗျအချက်ရပြီးအားငယ်တော့ပြီမဲ့ယူကီကတူရဲ့အချက်ရခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြပြီးနှစ်သိမ့်ပေးလိုက်လို့ပြန်ပြီးအားတက်လာတယ်ကြံနိုင်ငယ်ကြမှာတော့ happiness တယောက်ပြုတ်ကွသွားပါတယ်သူမချန်ထားခဲ့တဲ့စာအရသူမဟာလူသားမဟုတ်ပဲမိစ္ဆာတူဖြစ်ကြောင်းဒါကိုရေဘန်ကိုဖွင့်ပြောဖို့ဆုံးဖြတ်ထားကြောင်းသိရပါတယ်ဒါအစွန်းစားမှုကြီးတစ်ခုဖြစ်ပေမဲ့ယူကီတို့ကတူမကိုယုံကြည်ပေးလိုက်တယ်တကယ်တမ်းမှာရေဘန်နဲ့ယူကီတို့တိုက်ခိုက်ခဲကြတာကနားလည်မှုလွဲလို့ပဲဖြစ်ပါတယ်ရေဘန်က happiness ရဲ့အမှန်တရားကိုတိသွားတဲ့အခါမှာလေတူမကိုလုံးဝစွန့်ခွာမသွားပဲအရှိစင်းနဲ့လက်ခံပေးလိုက်တယ်ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ယူကီတယောက်ဆောင်းကိုဝမ်းသာသွားတယ်ယူကီကတော့ဒီနေ့ကိုစားနောက်တဲ့အနေနဲ့ခဏလောက်တန်ကြိုးတွေနဲ့ပူးရှိထားခဲ့ပြီးစီစီလီယာစီကိုတရင်ကောင်တွားပါလိုက်ပါတော့တယ်တိတ်မကြခင်မှာပဲတန်ကြိုးကားနဲ့လွတ်လာတယ်ရေဘန်နဲ့ happiness တို့ကယူကီကိုဂလက်စားချီဖို့ပြီးလိုက်လာကြတယ်ယူကီလည်းအပြော့တဘောနဲ့အမြန်ထွက်ပြေးရတော့တယ်ယူကာနဲ့အတူတူ quest လုပ်ဖို့ခီးထွက်လာတယ်ယူကာကမင်္ဂလေးတွေဂျာမှာဆောက်ရန်ရီပန်းစားလုံးနေတော့ခီးတွားချင်အနောက်ရှက်ဖြစ်တယ်ဆိုပြီးယူကီကဘဝစီလုံးနေတယ်ဒါပေမဲ့ယူကီကတော့မင်္ဂလေးတွေဝဝိုင်းလင်းနေမှုကိုပဲတဘောကျနေလို့ယူကီလည်းစကားတော့စိုက်မပြောနိုင်တော့ပါဘူးအဲ့ဒီချိန်စီစီလီယာတို့ဘက်မှာတော့တူမကမင်းကြီးရဲ့အမိတ်နဲ့လာတွေ့မဲ့လက်ထပ်ခွင့်တောင်းမဲ့တူကိုတွေ့ဖို့ပြင်ဆင်နေတယ်တူမရဲ့တငယ်ချင်းကောင်မီကန်နာရောက်လာတော့စီစီလီယာကတူမအနေနဲ့လက်ထပ်ဖို့စိတ်ကူမရှိကြောင်းနဲ့ငင်းပိတ်ရင်ပြင်ဆင်ထားကြောင်းပြောပြတယ်လက်ထပ်ခွင့်လာတောင်းမဲ့တူကလူမီနရီယာတိုင်းပြည်ကသူရဲ့ကောင်ဆိုဂရစ်ဆက်ဖြစ်နေတယ်မီကန်နာကဆိုးဆိုတဲ့တူဟာအငင်းခံရခြင်းကိုလိုနဲ့လက်ခံမဲ့တူမဟုတ်ဘူးလို့သတိပေးလိုက်တယ်တကယ်တွေးဆုံချိန်မှာလေဆိုကသူတို့နှစ်ယောက်လက်ထက်လိုက်ရင်တိုင်းပြည်နှစ်ခုကြားကစစ်မှန်ဖြစ်ပွားနိုင်ခြင်းကိုလုံးဝပပတွားစီနိုင်တယ်ဆိုတဲ့ခိုင်လုံလာတဲ့အကြောင်းပြချက်နဲ့ညင်ရခန့်အောင်ကြွကြတွားပြောတယ်စီစီလည်းချက်ချင်းမညင်နိုင်ပဲအကျဲရိုက်သွားပါတယ်ဆိုကလည်းအချင်းကိုစဉ်းစားဖို့နဲ့တိုင်းပြည်လေးကိုအတူတူလဲပတ်ဖို့ဖိတ်ခေါ်လိုက်တယ်ဟိုဘက်မှာတော့ယူကီနဲ့ယူကာတို့
လို့နေရမယ့်မွန်စတာတွေကဆက်ဝါချစ်စရာကောင်းလို့နေလို့မတက်ရပဲနောက်ဆုတ်လာခဲ့ကြတယ်အဲ့ဒီမှာယူကာကစီစီလီယာကိုစိုးဆိုတဲ့သူကလက်ထပ်ခွင့်တောင်းထားကြောင်းယိုဂီကိုပြပြလိုက်တယ်ယိုဂီလည်းစီစီလီယာကသူ့ကိုကြုံမပြောခဲ့လို့ဆိုပြီးရင်းထဲမှာဆောက်ရန်ကိုခံစားတော့ရတယ်နာကျင်ဝမ်းနေမှုတွေပောက်ကွယ်ထွက်ပြီးသူ့ရဲ့နှက်ဆိုဆွမ်းအားတွေကိုနိုးဆွလိုက်ကအတောင်ပန်းတွေဂျိုတွေထွက်လာပြီးစီစီလီယာရှိရာစီကိုအမြန်ဆုံးပြန်တန်းတော့ခဲ့တယ်စီစီလီယာနဲ့ဆိုးတို့ကမိဘမဲ့ကြီးဟာကိုတွားလိုက်ကြတယ်ဆိုးကကလေးတွေနဲ့ကစားပေးပြီးစီစီလီယာရဲ့အထင်ကြီးမှုကိုရဖို့ကြိုးစားနေတယ်ဒါပေမဲ့စီစီလီယာရဲ့ရင်ထဲမှာတော့ယိုဂီကိုပဲလွမ်းနေပြီးအပြစ်မကင်းသလိုခံစားနေရတယ်ယိုဂီကတိုင်းပြည်နေဆက်ကိုရောက်တဲ့အခါကိုပြောက်ပြီးဝင်ဖို့ကြိုးစားပြီးမဲ့အပြတ်ရောက်မီးတော့တာရဲ့လို့နာမည်ခံထားတဲ့သူရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတယ်အဆောင်တွေရောက်လာလို့ယိုဂီလည်းနောက်ဆုတ်လိုက်ရပြီးမကြက်ခင်မှာပဲသူမကျူးလွန်ထားတဲ့အပြစ်တစ်ခုအတွက်အလိုရှိနေတဲ့တရားခံပြည့်အဖြစ်ကြီးညာခံလိုက်ရတယ်နောက်နေ့မှယိုဂီကအဝတ်အစားရုပ်ဖြတ်ပြီးမြို့ထဲဝင်လာတယ်စီစီလီယာကဒဏ်ရာရနေတဲ့ယိုဂီကိုမြင်တော့ဆက်ဝမ်းစိတ်ပူသွားပြီးချက်ချင်းပြေးလာကကုတာပေးလိုက်တယ်အဲ့ဒီမှာဆိုကတဝန်တိုပြီးသူကစီစီလီယာရဲ့စစ်ဆက်ထားလို့ဖြစ်ကြဝင်ပြောတယ်ယိုဂီကတော့အေးစစ်စစ်ပဲသူတို့ကတင်ငယ်ချင်းတွေပါလို့တုံ့ပြန်လိုက်တယ်ဒါပေမဲ့ရေဘင်တို့ရောက်လာပြီးယိုဂီကိုဖမ်းဆီးတွားကြတယ်တကယ်တော့အပြောင်မီရောက်တာရဲ့ဆိုတဲ့သူကယိုဂီလိုမျိုးဝတ်ဆင်ပြီးအစင်းနေ quest တွေကိုအခါမဲ့လိုက်လုပ်ပေးနေလို့တခြားဆွန့်စားသူတွေအလုပ်လက်မဲ့ဖြစ်ပြီးပြဿနာတွေတက်နေခြင်းဖြစ်တယ်အဲ့ဒီတော့ယိုဂီကအထင်လွဲမှုတွေရှင်းတော့အောင်ရေဘင်နဲ့အတူမြို့တွေကိုလက်လက်တွားလာပြလိုက်တယ်အဲ့ဒီနောက်မှာတော့စီစီလီယာနဲ့ယိုဂီကိုတူးပထားတဲ့အပြောင်မီရောက်တာရဲ့တို့ဆုံကြတယ်ယိုဂီပါရောက်လာတဲ့အခါပီလူတွေကသူတို့နှစ်ယောက်ဟာလူတယောက်တည်းမဟုတ်ကြောင်ကိုရှင်းရှင်းလင်းလင်းသိတော့ကြတယ်တူးရောင်ကယိုဂီကိုစိန်ခေါ်ပြီးဟော်မူးမှာတိုက်ခိုက်ကြတယ်ယိုဂီကတူးကိုနာမည်ကြီးခြင်းသူများပုံစံဖမ်းနေခြင်းတဲ့ကိုလန်းကိုချောက်ဖို့ကြံပေးလိုက်တယ်အဲ့ဒီချိန်မှာစီစီလီယာရောက်လာပြီးမြို့တွေမှာရန်ဖြစ်ရမလားဆိုပြီးမိခင်တယောက်လိုစူပူကျိမ်းမောက်လိုက်တယ်နှစ်ယောက်လုံးလည်းအမားကိုဝခံလိုက်ကြပြီးအတူရောင်ကလည်းသူ့လန်းသူတွားဖို့ဆုံးဖြတ်လိုက်တယ်ပြဿနာတွေရှင်းသွားတော့ယိုဂီကစီစီလီယာကိုတီးတဲ့ခေါ်တွေ့ပြီးစိုးကိုရွေးချယ်မယ်ဆိုရင်လည်းခွင့်ပြုပေးနိုင်ကြောင်းနဲ့သူ့ရဲ့ရင်တွေခံစားချက်ကိုဖွင့်ပြောလိုက်တယ်နောက်ဒီမှာစီစီလီယာကစိုးကိုညင်ဖို့တွားတွေးတဲ့အခါစိုးကတူကိုယ်တိုင်ဟာအပြက်အောင်မီးတော့တားရဲဖြစ်ကြောင်းဖွင့်ရလိုက်တယ်ပြီးတော့စီစီလီယာရဲ့နှလုံးသားကယိုဂီစီမှာပဲရှိကြောင်းသူသိထားလို့အရှုံးပေးပြီးထွက်ခွာသွားခဲ့တယ်နောက်ဆုံးမှာတော့ယိုဂီနဲ့စီစီလီယာတို့နှစ်ယောက်တည်းလက်ဖက်ရည်တောက်ရင်ယိုဂီကကိုမင်းကိုချစ်တယ်လို့ရိုမန်တစ်ဆက်ဆံဖွင့်ပြောလိုက်ပါတယ်စီစီလီယာကလည်းအရှိကိုလက်ခံလိုက်ပြီးနှစ်ယောက်တာနံဖို့နီးကက်တော့အကြပြီမဲ့ရှက်တွေးဖြပြီးရေထွေးစွာဖတ်ထားလိုက်ကြရင်လည်းပဲဒီဇက်လန်ကပြီးဆုံးသွားပါပြီဗျအားပေးကြတဲ့တင်ငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဇက်လန်နောက်ပန်းနေပြန်တွေ့ကြပါမယ်